သာသနာတော်နှစ်1554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်သရင်ကျော်လပိကျော်2ရက်သမရပူရမြို့ကျေးဇူးတော်ရှင်အကမပဏိတမုဂုတ်ဆရာတော်ဘုရားကြီးဤခန္ဓာဝန်ချသောနေ့အထိတ်အမှတ်58နှစ်မြောက်ရွှေထုအကျိုးပူဇော်ပွဲနှင့်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဆရာတော်ဘုရားကြီးအားပူဇော်သောအားဖြင့်ဟောကြားအပ်သောလက်တွေ့ဘဝနှင့်ဒုက္ခသမုဒယအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတည်ကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပ္ပမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ချစ်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီဆွန်ခြင်းကြီးဟုကျက်တိထဘွယ်90အစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမြဲလုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရချာလေးပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောက်မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလက်တွေ့ဘဝနှင့်ဒုက္ခသမုဒယဘုန်းကြီးတို့တွေအားလုံးဟာဘဝတစ်ခုကိုရထားကြပြီလူဘဝကိုရထားကြပြီဒီနေ့လက်တွေ့ဘဝမှာဘာတွေဖြစ်နေတယ်လဲလို့နေ့စဉ်တဲ့ဘဝမှာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒုက္ခဖြစ်เสียအကြောင်းတရားတွေဖြစ်နေတာပို့ပြီးတော့များနေပါလေဒါကြောင့်မို့လက်တွေ့ဘဝနဲ့ဒုက္ခသမုဒယဆိုတာမြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဒုက္ခသမုဒယသုတ်ဆိုတာဟောထားတာရှိတယ်အဲ့ဒီသုတ်တန်ကိုအခြေခံပြီးတော့ဟောကြားမှာဖြစ်တယ်ကြောင်းကျိုးဆက်ဆက်ပြီးဘဝတစ်ခုရထားတဲ့အခါမှာဒုက္ခတွေဖြစ်နေတယ်ဆိုတာကိုယ့်ကိုယ်ကိုဒုက္ခဖြစ်မှန်းသိဖို့အမတန်မှအရေးကြီးတယ်ပေါ့ဘာဖြစ်လို့လဲဆိုရင်ဒုက္ခကိုဒုက္ခမှန်မသိဘူးလို့ဆိုလို့ရှိရင်ဒါအမှန်မသိခြင်းတစ်ခုပဲပေါ့အဲ့ဒါလို့အမှန်မသိဘူးဆိုတာအမှားကိုသိနေတယ်ဘယ်လိုအမှားသိလဲ
ဒုက္ခဖြစ်နေတာကိုဒုက္ခဖြစ်နေတယ်လို့ထင်နေတာကအမှားကိုသိနေတာအဲ့ဒါလို့အမှားကိုသိနေတယ်ဆိုလို့ရှိရင်အမှန်ရောက်အောင်ပြင်မလားမပြင်ဘူးနော်အမှားကိုမှားတယ်လို့သိမှအမှန်ဆိုတာပြင်နိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာကြောင်းကျိုးဆက်ဆက်ပြီးတော့မြတ်စွာဘုရားထုရသုတ်တန်တွေမှာဟောတယ်အဲ့ဒီကြောင်းကျိုးဆက်ဆက်ပြီးတော့ဟောတယ်ဆိုတဲ့အထဲမှာမြတ်စွာဘုရားကပဋိစ္စသမုပ္ပါဒ်ကိုအဓိကထားပြီးတော့ဟောတယ်အဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုအဓိကထားပြီးတော့ဟောတာဆိုတော့ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်ပြီးတော့စကားလုံးလေးနှလုံးကိုရှင်းလင်းပြီးတော့သိအောင်ရှင်းဥစွာမှတ်သားကြဖို့လိုအပ်တယ်ပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးရဲ့ပဋိစ္စသမုပ္ပန္နဆိုတဲ့စကားလုံးရဲ့ပဋိစ္စသမုပ္ပါဒဆိုတာဘာကိုပြောတာတော့ဆိုပဋိစ္စဆိုတာအကြောင်းတရားတစ်ခုကိုအစွဲပြုပြီးအမိပြုပြီးသမုပ္ပါဒအကျိုးတရားတစ်ခုကိုထုတ်လုပ်တဲ့အကြောင်းတရားလို့ဒီလိုဆိုလို့ရတယ်အဲ့တော့ပဋိစ္စသမုပ္ပါဒဆိုတဲ့စကားလုံးကအကြောင်းတရားကိုရည်ညွှန်းတယ်ဆိုပါစို့အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်လို့ဆိုတဲ့နေရာမှာအဝိဇ္ဇာဟာလည်းသူ့မှာဆိုင်ရာအကြောင်းရှိသေးတယ်အဝိဇ္ဇာသည်သူ့ဆိုင်ရာအကြောင်းကိုအမိပြုပြီးတဲ့အခါမှာသင်္ခါရလို့ဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတယ်ဒါကိုဆိုလိုတာပဋိစ္စသမုပ္ပါဒဆိုတဲ့အဓိပ္ပာယ်ကအဝိဇ္ဇာဆိုတဲ့အကြောင်းတရားသည်သူကိုယ်တိုင်ကအခြားအကြောင်းတစ်ခုကိုအမိပြုပြီးတော့မှအကျိုးတရားကိုထုတ်လုပ်နိုင်တယ်ဆိုတော့ဘုရားမြတ်စွာရဲ့ဟောကြားတဲ့တရားထဲမှာအကြောင်းတရားသက်သက်ဆိုတာလည်းမရှိဘူးအကျိုးတရားသက်သက်ဆိုတာလည်းမရှိဘူးအကြောင်းနဲ့အကျိုးဟာပြန်လှန်ပြီးတော့ဖြစ်နေတယ်ဒီသဘောကိုနားလည်ဖို့လိုတယ်။ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်လောကမှာကြည့်သားအမိလို့ပြောကြတယ်။သားအမိလို့ပြောလို့ရှိရင်အပြန်အလှန်ထောက်ဆပြီးတော့ခေါ်တာ။သားကိုထောက်ပြီးတော့အမေလို့ဒီလိုပြောတာ။သူ့မှာလည်းအမေမရှိဘူးလား။အဲ့ဒီသူ့အမေကိုထောက်ဆမယ်ဆိုရင်သူကသမီးပဲဖြစ်မယ်သမီးပဲဖြစ်တယ်အဲ့တော့အမေဆိုတာတစ်ဖက်သက်ဖြစ်နိုင်မှာမလားသူ့ရဲ့အမေကိုထောက်ရင်သူကသမီးသူ့ရဲ့သားကိုထောက်လို့ရှိရင်အမေဟောဒီလိုအကြောင်းနဲ့အကျိုးတရားတွေဟာဘဝကြီးမှာဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတယ်ဆိုတဲ့သဘောတရားကိုနားလည်ဖို့လိုအပ်တယ်ပေါ့ဘယ်အရာပဲဖြစ်ဖြစ်အကြောင်းတရားသည်ဆရာအကြောင်းတစ်ခုကိုအမိပြုပြီးတော့မှနောက်ထပ်အကျိုးတရားတစ်ခုကိုထုတ်လုပ်နိုင်တယ်တဲ့အဲ့ဒါမို့ဆိုရင်မထုတ်လုပ်နိုင်ဘူးအဲ့ဒီအဓိပ္ပာယ်ကိုဖော်ပြတာမြတ်စွာဘုရားကပဋိစ္စသမုပ္ပါဒဆိုပဋိစ္စဆိုတာအခြားအကြောင်းတစ်ခုကိုအမိပြုပြီးတော့သမုပ္ပါဒဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတဲ့နောက်တစ်ခါပဋိစ္စသမုပ္ပန္နလို့ဆိုတဲ့ဟာကြတော့ဘာကိုပြောတာတော့ဆိုရင်အကြောင်းတစ်ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့အကျိုးတရားတဲ့သူလည်းအမိမပြုဘဲနဲ့မဖြစ်နိုင်ဘူးပဋိစ္စအကြောင်းတစ်ခုကိုမိပြီးတော့မှအကျိုးတစ်ခုကဖြစ်နိုင်တယ်ဒါကြောင့်မို့အကျဉ်းအားဖြင့်ပြောမယ်ဆိုရင်ပဋိစ္စသမုပ္ပါဒဆိုတာအကြောင်းတရားပဋိစ္စသမုပ္ပန္နဆိုတာအကျိုးတရားလို့ဒီလိုမှတ်ရအဲ့တော့မြတ်စွာဘုရားသုံးခဲ့တဲ့ဒီစကားလုံးနှစ်ခုဘာကိုဆန့်ကျင်ပြီးတော့သုံးခဲ့တာလဲလို့ဆိုလို့ရှိရင်ပဋိစ္စသမုပ္ပန္နဆိုတဲ့စကားလုံးရဲ့ဆန့်ကျင်ဘက်ရှိတယ်အဲ့ဒီစကားလုံးကိုအဋိစ္စသမုပ္ပန္နလို့ခေါ်တယ်အဋိစ္စဆိုတာဘာကိုမှမစွဲမိပဲနဲ့သူဖြစ်ချင်လို့သမုပ္ပန္နဖြစ်လာတယ်ဒါမိစ္ဆာအယူဝါဒအကြောင်းတရားတစ်ခုကိုအမိမပြုဘဲနဲ့သူဖြစ်ချင်လို့ဖြစ်လာတာဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတဲ့စကားလုံးကအဋိစ္စသမုပ္ပန္နလို့ခေါ်တယ်အဲ့တော့မြတ်စွာဘုရားတရားတော်မှာအဋိစ္စသမုပ္ပန္နဆိုတာမရှိဘူးပဋိစ္စသမုပ္ပန္နပဲရှိတယ်
ဘာဖြစ်လို့လဲဆိုရင်ဖြစ်ပေါ်လာတဲ့အရာမှန်သမျှတွေအကြောင်းကိုဆွဲမိပြီးတော့ဖြစ်တယ်တဲ့အဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုပဲသာသနာတော်မှာဤမျိုးမျိုးနဲ့ဖွင့်လှစ်ကြတယ်မိုးဘုဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြောင့်ပဋိစ္စသမုပ္ပါဒ်ဟာတော်တော်များများလူတွေနားလည်ကြအဲ့တော့ပဋိစ္စသမုပ္ပါဒ်နဲ့ပတ်သက်လာပြီးတော့ဒီရသော်ဘုရားကကိစ္ဆနာကုတ္တသုတ်မှာမစ္စည်းမပฏิပဒါဆိုတာပဋိစ္စသမုပ္ပါဒ်နဲ့အလယ်လန်းကသွားတယ်လို့ပြောတယ်အလယ်လန်းကသွားတယ်ပဋိစ္စသမုပ္ပါဒ်ကိုခေါ်တာဟာမစ္စည်းမပฏิပဒါကိုခေါ်တာပဲအလယ်လန်းဆိုတော့ဟိုဘက်လန်းနဲ့ဒီဘက်လန်းနှစ်လန်းရှိရအောင်မယ်အဲ့တော့ဟိုဘက်လန်းနဲ့ဒီဘက်လန်းဆိုတာဘာလို့ဆိုရင်အကြောင်းကင်းပြီးတော့ထာဝရမြဲတယ်ဆိုတဲ့တတ္တဒိဋ္ဌိအယူဆွဲရတစ်ခုအဲ့ဒါကလမ်းစဉ်တစ်ခုဖြစ်ပေါ်လာတဲ့အရာတစ်ခုဟာထာဝရပြတ်သွားတယ်ပြတ်ဆဲသွားတယ်လို့ပြောတဲ့ဥစ္စေရာဒိဋ္ဌိကတစ်ခုအဲ့ဒီတတ္တဒဥစ္စေရာလို့ဆိုတဲ့ထာဝရတည်ရှိခြင်းထာဝရမတည်ရှိခြင်းဆိုတဲ့ဒီတဘာဝနှစ်ခုကိုမြတ်စွာဘုရားကငြင်းပယ်ပြီးတော့ထိုနှစ်ခုကိုဘယ်ဟာမှလက်မခံပဲနဲ့အကြောင်းရှိရင်အကျိုးဖြစ်တယ်ဆိုတဲ့ပရိစ္ဆေသမုပ္ပါဒ်ကိုမြတ်စွာဘုရားအလယ်လန်းဟောတယ်လို့သူပြောတာနော်မြတ်စွာဘုရားပရိစ္ဆေသမုပ္ပါဒ်ကိုဟောတဲ့အခါမှာမူလေး၄ချက်ချထားတာရှိတယ်မူ၄ချက်ချတာအဲ့ဒီမူ၄ချက်လေးကိုသိထားပါမူ၄ချက်ကဘာလို့ဆိုရင်ဒါရှိလို့ဟိုဟာရှိရတယ်ဟောဆိုလိုတာကအကြောင်းရှိလို့အကျိုးရှိတယ်ဣမတမိန်တတိဣဒံဟောတိတဲ့ဒါရှိနေဟိုဟာရှိမှာပဲဒါမူသေးပဲဒီအကြောင်းတရားရှိနေမယ်ဆိုရင်ဟိုအကျိုးတရားရှိမယ်နောက်တစ်ခုကဣမတဥပ္ပါဒာဣဒံဥပ္ပစ္စတိဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်ဆိုပါတော့အခုဒီမှာတရားစစ်မီထွန်းထားတယ်တရားစစ်မီရှိလို့အလင်းအောင်ဆိုတာရှိတယ်အကယ်၍တရားစစ်မီမရှိဘူးဆိုရင်အလင်းအောင်ရှိပါမလားမရှိဘူးဟောပရိစ္ဆေသမုပ္ပါဒ်ဆိုတာလည်းဒီလိုပဲအဝိဇ္ဇာရှိလို့သင်္ခါရဆိုတာရှိရတယ်သင်္ခါရရှိရင်ဝိညာဉ်ရှိမယ်ဟောဒီလိုအကြောင်းအကျိုးဆက်လာတဲ့သဘောကိုပြောတာနော်ဒါဖြစ်လို့ဟိုဟာဖြစ်ရတယ်လို့ဆိုတာကြည့်လျှက်စစ်မီဖြစ်လာခြင်းကြောင့်အလင်းရောင်ဟာဖြစ်ပေါ်လာတယ်အကယ်၍လျှက်စစ်မီမဖြစ်တော့မရှိဘူးဆိုရင်အလင်းရောင်လည်းဖြစ်လာမှာမဟုတ်ဘူးနေရှိလို့အလင်းရောင်နေထွက်လို့အလင်းရောင်ရတယ်ဆိုလို့ရှိရင်လေနေရှိလို့အလင်းရောင်ရှိတယ်နေမရှိရင်အလင်းရောင်မရှိဘူးဟောနေဝင်သွားရင်အလင်းရောင်မရှိဘူးဆိုတော့ဒါဖော်ပြပရိစ္ဆေသမုပ္ပါဒ်ကိုနားလည်ဖို့ရဒါအကြောင်းနဲ့အကျိုးဆိုတာဒီလိုဆက်ဆက်နောက်တစ်ခါနောက်နှစ်ချက်ကပါတော့ဆိုဣမတမိန်အတတိဣဒံနာဟောတိဒါမရှိရင်ဟိုဟာမရှိဘူးတရားစစ်မရှိရင်အလင်းအောင်မရှိဘူးဟောဒီလိုပြောတာနေမရှိရင်အလင်းအောင်မရှိဘူးဒါမရှိရင်ဟိုဟာမရှိဘူးဣမတနိရောဓဣဒံနိရောဓတိဒါချုပ်ငိမ့်သွားရင်ဟိုဟာချုပ်ငိမ့်တယ်ဆိုလိုတာကအဝိဇ္ဇာချုပ်ငိမ့်သွားလို့ရှိရင်သင်္ခါရလည်းချုပ်ငိမ့်သွားမယ်အဲ့တော့ဘုန်းကြီးတို့တွေဒါကိုနားလည်နေခြင်းအဖြစ်အကြောင်းရှိလို့အကျိုးရှိနေတာဆိုတာသဘောပေါက်ဖို့လိုအပ်တယ်ပေါ့အဲ့တော့နေ့စဉ်တဲ့ဘဝမှာကိုလုံနေတဲ့အကြောင်းတရားတွေကဘာအကြောင်းတရားတွေလဲလို့သိဖို့မလိုဘူးလားအဲ့ဒါမသိလို့ရှိရင်ကိုလုံနေတဲ့အကြောင်းတရားတွေကထုတ်လုပ်မဲ့အကျိုးတရားကိုသိနိုင်ပါမလားသိနိုင်ပါဘူးဒါလုံနေရင်ဒီအကျိုးဖြစ်လာမယ်ဆိုတာဟာအကြောင်းနဲ့အကျိုးခွဲခွဲခြားခြားသိဖို့လိုအပ်တယ်ပေါ့အဲ့ဒီပဋိစ္စသမုပ္ပါဒ်ကိုပဲမစ္စည်းမပฏิပဒါဆိုပြီးတော့အိန္ဒိယနိုင်ငံမှာ philosophy ဆိုတဲ့နာမည်နဲ့သူကတော့မတ္တယာမိက philosophy ဆိုပြီးတော့အလယ်လန်းပေါ့အလယ်လန်းနဲ့ပရိစ္ဆေသမုပ္ပါဒ်ကိုဥတည်ပြီးတော့ရေးသွားတဲ့ကျမ်းတစ်ကျမ်းရှိတယ်
မတ္တယမိကကာရိကမတ္တယမိကကာရိကဆိုတာမစ္စည်းမိကကာရိကအလယ်လန်းကသွားတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒီအလယ်လန်းကသွားတယ်ဆိုတဲ့ကျမ်းကိုရေးတဲ့ပုဂ္ဂိုလ်ကနာဂသုဏလို့ခေါ်တယ်နာဂသုဏဆိုတဲ့ဘုန်းကြီးတစ်ပါးရေးတယ်အဲ့ဒီဘုန်းကြီးတစ်ပါးရေးတာပဋိစ္စသမုပ္ပါဒ်ကိုသူကရှင်းပြီးတော့ပြောတဲ့အခါမှာသူကဘာနဲ့ပြောလဲလို့ဆိုလို့ရှိရင်သားနဲ့အဖလိုပဲတဲ့သားရှိမှအဖေလို့ခေါ်လို့ရတာအဖေရှိမှလည်းသားလို့ခေါ်လို့ရဟုတ်ကဲ့လားနှစ်ခုရှိမှယက်တည်လို့ရဆိုလိုတာကကြည့်အဝိဇ္ဇာမရှိဘဲနဲ့သင်္ခါရမရှိနိုင်ဘူးသင်္ခါရမရှိဘဲနဲ့လည်းအဝိဇ္ဇာမရှိနိုင်ဘူးသားကိုထောက်ဆပြီးတော့အဖေလို့ခေါ်တာအဖေကိုထောက်ဆပြီးတော့သားလို့ခေါ်တာလို့သူကဒီလိုရှင်းတယ်ဒီလိုရှင်းရုံနဲ့မကဘူးအဲ့ဒီကျမ်းကသူကdialecticလို့ခေါ်တယ်dialecticဆိုတာအလုံးကိုညင်းချက်ထုတ်တယ်ညင်းချက်ထုတ်ပြီမဲ့လို့သူကအဖြေမထုတ်နိုင်ဘူးအဖြေမထုတ်တဲ့ဖြေထုတ်တဲ့ကျမ်းမဟုတ်ဘူးသူကပရိစ္ဆေသမုပ္ပါဒ်ကိုပဲပြောတယ်ဆိုဘယ်အရာမှမရှိဘူးလို့သူကဒီလိုဆိုတယ်ဘယ်အရာမှမရှိဘူးဆိုတာအရာအလုံးဟာတုံညအလုံးစိတ်သုံးနေတယ်သဗ္ဗံတုံညံဆိုတဲ့စကားလုံးကိုသုံးတယ်သူကအလုံးဟာတုံညပဲဘာမှမရှိဘူးဘာဖြစ်လို့တော့ဆိုရင်အကြောင်းမရှိရင်အကျိုးလည်းယတ္တိခွင့်မရှိဘူးအကျိုးမရှိရင်အကြောင်းအနေနဲ့လည်းယတ္တိခွင့်မရှိဘူးလို့သူကဒီလိုရေးထားတယ်ဒါဘာကိုရေးတာတော့ဆိုပရိစ္ဆေသမုပ္ပါဒ်ကိုရေးတာဒီအဓိပ္ပာယ်ကလည်းသူကအပြန်အလှန်မိခိုးနေတဲ့သဘောကိုပြောပြတာနော်အဲ့တော့အပြန်အလှန်မိခိုးနေတဲ့သဘောကိုဘုန်းကြီးတို့တွေရှင်းရှင်းလင်းလင်းနားလည်ဖို့လိုအပ်တယ်တဲ့မြတ်စွာဘုရားကဟောတဲ့တရားတွေရဲ့အနှစ်သာရကိုကြည့်မယ်ဆိုလို့ရှိရင်ဘုရားဟောတဲ့တရားရဲ့အနှစ်သာရအကြောင်းနဲ့အကျိုးပဲဘုရားဟောရင်အကြောင်းနဲ့အကျိုးဒီနှစ်ခုကိုပဲဟောတယ်ဒါကြောင့်မို့အနုရဒသုတ်မှာမြတ်စွာဘုရားကဘာဟောလဲဆိုရင်ဒုက္ခနဲ့ဒုက္ခသမုဒယဒီနှမျိုးပဲဟောတယ်တဲ့ခန္ဓာ၅ပါးဟာဒုက္ခဘာဖြစ်လို့ဒုက္ခလို့ခန္ဓာ၅ပါးကိုပြောတော့ဆိုဖြစ်ပြမှုကအမြဲတမ်းနှိမ့်ဆက်နေလို့အမြဲတမ်းဒုက္ခပေးနေတာဖြစ်ပြီးပြက်နေတဲ့အရာကြီးကအမြဲတမ်းဒုက္ခပေးနေလို့ဒုက္ခလို့ပြောတာအရာထဲမှာပြောနေတဲ့အိုးဆင်းရဲလိုက်တာဒုက္ခဆိုရယ်အဲ့ဒီဒုက္ခပြောတာမဟုတ်ဘူးဘာဝတရားတစ်ခုကယတ်ထားလို့မရအောင်ပြောင်းလဲနေတယ်ကဲဒီပြန်မကြည့်နဲ့ဘုန်းကြီးတို့ခန္ဓာကိုယ်ပဲကြည့်သာဝရပြောင်းလဲနေတယ်ဆိုတာကိုကမသိဘူးတတိပဋ္ဌာန်းရဲ့မသိဘူးမြည်ရည်ကိုသွားကြည့်လိုက်မြည်ရည်ကစီးနေတာဖြစ်သည့်အတွက်ကြောင့်ပြောင်းလဲနေတယ်ဆိုတဲ့သဘောကိုရိပ်စားမိနိုင်တယ်ဘာလို့လဲဆိုစီးသွားတာကိုမြင်ရလို့အကယ်၍စီးသွားတာကိုမမြင်ဘူးဆိုလို့ရှိရင်ဒီရည်ပဲလို့ထင်မနေဘူးလားမြစ်ထဲမှာပန်းလေးတစ်ခွင်းချကြည့်လိုက်လို့ရှိရင်ကိုချတဲ့နေရာမှာပန်းလေးမရှိတော့ဘူးမျောသွားတယ်အဲ့ဒီညည်ရည်ဒီထာဝရစီးပြီးသို့တော့နောက်ထပ်လာတဲ့ဟာကလည်းရေပဲဆိုတော့ကွက်ပြချနာမှုကိုမသိနိုင်အဲ့ဒါလို့ပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ဟာလည်းငယ်စဉ်တောင်ကြီးကလေးဘဝကလူရည်လို့ဖြစ်လာတဲ့အချိန်ကစပြီးဒီယုတ်တရားတွေနံတရားတွေဆိုတာအမြဲတမ်းပြောင်းနေတယ်အမြဲတမ်းပြောင်းနေလို့တစ်နှစ်သားကနေ10နှစ်သားကြတော့ကွက်ပြချနာမှုရှိလာ10နှစ်သားကနေအနှစ်20ဆိုကွက်ပြချနာမှုရှိလာ20ရွယ်ကနေ30 40 50 60 80ကျတော့ပို့ပြီးတော့ကွက်ပြချနာမှုမရှိဘူးလားအဲ့ဒီကွက်ပြချနာမှုဒီဝုန်းငနဲ့ပြောင်းသွားတာလားသို့မဟုတ်တဖြည်းဖြည်းပြောင်းနေတာလားတေချာစဉ်းစားကြည့်အကယ်၍သာဘုန်းကြီးတို့တွေမိခင်ဝမ်းကကျွတ်လာတဲ့ကလေးလေးအရွယ်ဆိုလို့ရှိရင်အများရန်နုပြိုနေမှာပဲရုပ်ခန္ဓာကိုယ်ကြီးလည်းကြီးလာစရာအကြောင်းမရှိဘူးဟုတ်ကဲ့လားအဲ့တော့တဖြည်းဖြည်းရင်ပြီးတော့အိုးလာတဲ့သဘောဟာ
ထာဝရပြောင်းနေတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာအမတန်မှထင်ရှားတယ်အဲ့ဒီလိုပြောင်းတဲ့နေရာမှာလည်းပဲအကောင်းဘက်ကိုပြောင်းတာလားဆိုတော့မဟုတ်ဘူးအဆိုးဘက်ကိုပြောင်းတယ်ဒီပြန်မကြည့်နဲ့ပန်းပင်လေးတစ်ပင်ကိုကြည့်ပန်းပင်လေးတစ်ပင်ကအဖူးလေးကနေပြီးတော့တစ်ဖြည်းဖြည်းတနေ့ပြီးတနေ့ပြောင်းလာလိုက်တာနောက်ကြတော့အပွင့်ကလေးဖြစ်လာနေချင်းဖြစ်သွားတာမဟုတ်ဘူးတရက်ပြီးတရက်တနာရီပြီးတနာပြောင်းလာတာနောက်ဆုံးကြတော့ပွင့်လာပြီးတဲ့အခါမှာဒီပန်းပွင့်လေးဟာညှိုးပြီးနောက်ဆုံးဟာကျွေကျသွားတဲ့အနေအထားမျိုးရောက်လာလူရဲ့ယုံနာခန္ဓာတွေကလည်းပဲအဲ့ဒီသဘောပဲပေါ့အဲ့တော့ထာဝရပြောင်းနေတာဖြစ်သောကြောင့်ဒါကြီးကရှင်းနှက်เสียမကောင်းလို့ဒုက္ခလို့မြတ်စွာဘုရားပြောတာအရာထဲမှာတော့ပတ်စံမရှိလို့ဒုက္ခလို့ညီးတာစားစရာမရှိလို့ဒုက္ခလို့ညီးတာခေါင်းကိုက်လို့ဒုက္ခလို့ညီးတာအဲ့ဒါကိုပြောတာမဟုတ်ဘူးနော်ဖြစ်ပြမှုကအမြဲတမ်းလွှမ်းခြုံထားလို့စိတ်ပြည့်စရာကြီးပဲဟောအဲ့ဒီဒုက္ခရဲ့ဒါဖြင့်ဒီဒုက္ခကိုဘယ်သူကဖြစ်အောင်လုပ်နေတာတုံးဆိုဒုက္ခသမုဒယဆိုဒီနှစ်ခုဟောတယ်အဲ့တော့လောကကြီးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခသမုဒယကအကြောင်းကိုပြောပြီးတော့ဒုက္ခကအကျိုးကိုပြောလိုက်တာပဲအဲ့ဒါလို့ပြောတဲ့အခါမှာဘာနဲ့မြတ်စွာဘုရားပြောတော့ဆိုသစ္စာလေးပါးဟောတဲ့အခါမှာဒုက္ခနဲ့ဒုက္ခသမုဒယလို့ဒီနာမည်နဲ့ဟောလိုက်တယ်အဲ့ဒါကိုပဲအကျယ်ချဲလိုက်တဲ့အခါကျတော့ပဋိစ္စသမုပ္ပါဒ်ဖြစ်လာသစ္စာလေးပါးကိုအကျယ်ချဲတော့ပဋိစ္စသမုပ္ပါဒ်အဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအဝိဇ္ဇာပစ္စယကသမုဒယသင်္ခါရကဒုက္ခသင်္ခါရပစ္စယဝိညာဏလို့ပြောတဲ့အခါကျတော့သင်္ခါရကသမုဒယဝိညာဏကဒုက္ခဟောဒီလိုမသွားဘူးလားဟောအကြောင်းနဲ့အကျိုးအကြောင်းနဲ့အကျိုးအဲ့မှာစဉ်းစားကြည့်အကြောင်းကြီးတတ်လည်းမရှိဘူးအကျိုးကြီးလည်းတတ်မရှိဘူးပရိစ္ဆေသမုပ္ပါဒ်သင်တဲ့လူတွေကထင်ကောင်းထင်လိုက်မယ်အဝိဇ္ဇာမှာအကြောင်းမရှိဘူးလို့ထင်ကောင်းထင်လိုက်အဝိဇ္ဇာမှာလည်းအကြောင်းရှိတယ်အဝိဇ္ဇာအကြောင်းကိုတော့မြတ်စွာဘုရားကအာတဝလို့ဒီလိုပြောတာနော်ဝိုင်းကြီးပတ်ပတ်ဆိုတာလို့ဖြစ်နေတာအကြောင်းအကျိုးတွေဟာဆက်ဆက်ပြီးတော့နေတာအကြောင်းမရှိဘဲနဲ့ဘယ်ရာမှမဖြစ်ဘူးပရိစ္ဆေသမုပ္ပါဒ်မြတ်စွာဘုရားဟောတယ်အဲ့ဒီပရိစ္ဆေသမုပ္ပါဒ်ကိုပဲလေထပ်ပြီးတော့ဓမ္မရဲ့စွမ်းရည်တတ္တိတွေထည့်ပြီးဟောတာကြတော့ပဋ္ဌာန်းလို့ခေါ်တယ်ပေါင်းကြည့်လိုက်တဲ့အခါကျတော့အကြောင်းနဲ့အကျိုးကိုဟောတဲ့ဒေသနာတော်ဟာသစ္စာဒေသနာရဲ့တပည့်ဆက်ကြမှာဟောထားတဲ့အဓိကသစ္စာဒေသနာရဲ့နောက်ပြီးတော့ပဋိစ္စသမုပ္ပါဒ်ရဲ့နောက်ပြီးတဲ့အခါကျတော့ပဋ္ဌာန်းရဲ့အကြောင်းနဲ့အကျိုးတွေကိုဟောတာအကြည့်ပဲအကုန်လုံးလောကကအကြောင်းနဲ့အကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတာဆိုတာကိုသဘောကျဖို့လိုအပ်တယ်ပေါ့အကြောင်းတရားကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့အကျိုးတရားတွေဖြစ်နေမှာပဲအကြောင်းတရားကကောင်းတယ်ဆိုတဲ့အကြောင်းတရားရှိအောင်ကောင်းကျိုးချမ်းသာဆိုတာဘယ်ရာမှခိုင်မြဲတာမရှိဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားဒုက္ခဆိုတဲ့နာမည်နဲ့ဟောထားတာနော်အဲ့တော့ပဋိစ္စသမုပ္ပါဒ်ကိုဟောတဲ့အခါမှာအချမ်းမြင်လေးပြောကိုယ်ဘဝလေးကိုကိုစားလို့မတွေးနဲ့လက်တွေ့ဆက်ဟပ်ပြီးတော့ကြည့်လက်တွေ့ဆက်ဟပ်ပြီးတော့ကြည့်အောင်ဘုန်းကြီးတို့ဘဝစလာတာကိုပြန်ကြည့်လိုက်ကိုမသိနိုင်တဲ့ဘဝတစ်ခုမှာကိုမသိနိုင်တဲ့ဘဝတစ်ခုမှာအမှန်ကိုမသိသည့်အတွက်ကြောင့်လုံးမိလို့ရတယ်လှုပ်တယ်အမှန်မသိတာကအဝိဇ္ဇာလုံးမိလို့ရလှုပ်တာကသင်္ခါရဟောအမှန်မသိဘူးဆိုတော့ကောင်းတာလည်းလုံးမိခြင်းမိမယ်ဆိုးတာလည်းလုံးမိခြင်းမိမယ်အဝိဇ္ဇာမကင်းသေးသည့်အတွက်ကြောင့်လုံးမိလို့ရလှုပ်တယ်ဆိုတဲ့သင်္ခါရဖြစ်မလာဘူးလားဖြစ်ပါဘူးဗျာသင်္ခါရဆိုတာအကျိုးတရားကိုထုတ်လုပ်နိုင်တဲ့ကံအရာဖြစ်လာသည့်အတွက်ကြောင့်အဲ့ဒီအဝိဇ္ဇာဆိုတာကကိလေသာသင်္ခါရဆိုတာကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးတော့အကျိုးကိုထုတ်တာအဲ့တော့အတိတ်ဘဝကကံနဲ့ကိလေသာဒီအဝိဇ္ဇာနဲ့သင်္ခါရလို့ဒီလိုမှတ်ရ
ဘယ်ခါပဲဖြစ်ဖြစ်ကံတစ်ခုတည်းနဲ့အကျိုးမထုတ်လို့လူတွေကကံလို့သာပြောနေကြတာကံတစ်ခုတည်းနဲ့မထုတ်နိုင်ဥပမာပါနဲ့တူတော့ဆိုရင်မျိုးစိတ်ကလေးဟာရေနဲ့မြေနဲ့မထိပဲနဲ့မျိုးစိတ်ကအပင်ပေါက်ပါမလားသူ့မှာအကူအညီလိုသေးတယ်ကံလေးကမျိုးစိတ်နဲ့အလားတရံတူတယ်မြေနဲ့ရေနဲ့ကကိလေသာနဲ့တူတယ်ဟောမျိုးစိတ်လေးဟာမြေနဲ့ပေါင်းစပ်မှအပင်ပေါက်တယ်လို့ပဲကံတရားဟာလည်းပဲကိလေသာနဲ့ပေါင်းစပ်မှအကျိုးတရားကိုထုတ်လုံးနိုင်တယ်အဲ့ဒီသဘောကိုပြိဿသမုပ္ပါဒ်မှာကြည့်မြတ်စွာဘုရားကလွန်ခဲ့တဲ့ဘဝကတို့အမှန်မသိသည့်အတွက်ကြောင့်လုံးမိလောက်ရတယ်လှုပ်လာခဲ့တယ်အဲ့ဒီလှုပ်လာခဲ့သည့်အတွက်ကြောင့်ဒီဘဝမှာဝိညာဉ်လို့ခေါ်တဲ့ပရိသေစိတ်ကလေးဖြစ်လာတယ်ဟောအရက်စကားနဲ့ပြောမယ်ဆိုရင်အမေဝမ်းနဲ့ရောက်လာခဲ့ကြဝိညာဉ်လေးရောက်အဲ့ဒီဝိညာဉ်စိတ်လေးရောက်လာလိုက်တာနဲ့တပြိုင်နက်ဝိညာဏပစ္စယနာမရူပံဟောနာနေရုပ်တွေပါမလာဘူးလားအဲ့ဒီနာနေရုပ်တွေကကြီးထွားလာတဲ့အခါကျတော့ဘာတွေပါလာတော့ဆိုလို့ရှိရင်ပေါ်ကံလို့ဆိုတဲ့အာယုန်နဲ့ဆက်သွယ်မဲ့အရာတွေပေါ်လာတယ်မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ပါလာတယ်စိတ်ပါလာဟောအဲ့ဒါတွေပါလာတာဒါနာမရူပပစ္စယသလယတနာလို့ပြောတာစဉ်းစားကြည့်မျက်စိမပါဘူးဆိုရင်ပြင်ပကအာယုံကိုမမြင်နိုင်ဘူးနားမပါဘူးဆိုလို့ရှိရင်လည်းပြင်ပကအတန်ကိုမကြားနိုင်ဘူးနှာခေါင်းမပါဘူးဆိုလို့ရှိရင်လည်းအနံ့မရနိုင်ဘူးလျှာမပါဘူးဆိုလို့ရှိရင်လည်းအရသာမသိနိုင်ဘူးခန္ဓာကိုယ်မပါဘူးဆိုလို့ရှိရင်လည်းထိတိုင်းအာယုံကိုမသိနိုင်ဘူးစိတ်မပါဘူးဆိုလို့ရှိရင်လည်းအတွေးအာယုံတွေမရနိုင်ဘူးဟောလူတွေမှာမျက်စိနာနာလျှာကိုယ်စိတ်လို့ခေါ်တဲ့အာရဏ6ပါးဝင်မလာဘူးလားဟောလူဘဝဆိုတာကြည့်နော်လူဘဝရလာတဲ့အခါမှာဝိညာဉ်လို့ဆိုတဲ့တရေစိတ်အဲ့ဒီတရေစိတ်လေးကိုမိပြုပြီးတော့နာနဲ့ရုပ်တွေကြီးထွားလာတယ်နာနဲ့ရုပ်တွေကြီးထွားလာတဲ့အခါမှာဘာတွေပါလာတော့ဆိုမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အာရဏ6ပါးပါလာအဲ့ဒီအာရဏ6ပါးပါလာတဲ့အခါကျဘာဖြစ်တုံဆိုရင်ပြင်ပအာယုန်အနေနဲ့ဆက်သွယ်လာတယ်တယ်လီဖုန်းရှိတော့တယ်လီဖုန်းနဲ့ဆက်တာပေါ့အဲ့ဒါလည်းပဲမျက်စိရှိတော့ကြည့်စရာအာယုန်တွေမြင်တယ်အဲ့ဒါကိုဗာပြောတာတော့ဆိုရင်သလယရဏပစ္စယဖတ်တော်လို့ပြောတယ်ပြင်ပဟာတွေနဲ့အဆက်သွယ်မရပေဘူးလားအဆက်သွယ်ရတာဟာဖတ်တာဆက်သွယ်ရလာတဲ့အခါမှာကောင်းတယ်ဆိုတယ်ဆိုတဲ့အတွေ့အကြုံတွေပေါ်မလာဘူးလားအဲ့ဒီပေါ်လာတာကဝေဒနာလို့ခေါ်တယ်အဲ့ဒီအတွေ့အကြုံပေါ်မှာကြိုက်တယ်မကြိုက်ဘူးဆိုတာလာတယ်ကြိုက်တယ်ဆိုတော့တဏှာမဖြစ်ပေဘူးလားဖြစ်လာရင် तू ကအဲ့ဒီနာရင်ရပ်တလားဆိုမရပ်ဘူးဆွဲလန်းလာတဲ့စိတ်ထဲမှာဆွဲလန်းလာတဲ့အခါဘာလုပ်လဲလို့ဆိုလို့ရှိရင်ဘဝတစ်ခုတိဆောက်ဖို့ရကြိုးစားလာပြန်တယ်ဥပါဒနာပစ္စယဘဝဝေဒနာပစ္စယတဏှာတဏှာပစ္စယဥပါဒနာပစ္စယဘဝဆိုပြီးတော့ဘဝတစ်ခုတိဆောက်ဘဝရှိလာပြီဆိုရင်ဘဝပစ္စယဇာတိဆိုတဲ့မွေးဖွားမှုတစ်ခါလာပြန်တယ်ပေါ့လာပြီဆိုရင်မွေးလာပြီဆိုတဲ့ကဘာဖြစ်မလဲဆိုရင်အိုခြင်းနဲ့တေခြင်းမလာပေဘူးလားဇာတိပစ္စယသရမရဏဒီကြားထဲမှာဘာတွေလာအောင်မလဲလို့ဆိုရင်ကိုယောဂဖြစ်လို့စိုးရိမ်ရတယ်ကိုပစ္စည်းဆုံးရှုံးလို့စိုးရိမ်ရတယ်ဆုံးရှုံးတော့မဲ့အနေထားရှိလို့စိုးရိမ်ရတယ်ဆိုတဲ့တောကသာသမီအတွက်မိသားစုအတွက်စိုးရိမ်ရတယ်ဆိုတဲ့တောကကိုမထိန်နိုင်လို့ရှိရင်ငိုရတဲ့ပရိဒေဝခန္ဓာကိုယ်ရဲ့ဆင်းရဲမှုတွေစိတ်ရဲ့ဆင်းရဲမှုတွေဒုက္ခနဲ့ဒေါမနတဆင်းရဲတဲ့အခါမှာလူတွေဟာစိတ်ထဲမှာခံပြင်းပြီးတော့ဒေါသထွက်တယ်ဒါကြောင့်မို့လို့တချို့ကိုယ့်ကိုယ်တတ်သိလောက်အောင်ဒေါသထွက်တာဥပါယတာခံပြင်းလာတဲ့အခါကျတော့မခံနိုင်တော့ဒေါသဖြစ်တာပဲနော်ကဲအဲ့ဒါတွေရောဖြစ်မလာဘူးလားဖြစ်လာဒါလူဘဝကိုတရုပ်ဖို့ကြည်လိုက်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့ဘဝဝိညာဉ်ဏယုတ်သလယရဏဖတ်တဝေဒနာဆိုပြီးတော့ဒီလိုစဒါသဘာဝတရားပဲဝိညာဉ်ဏယုတ်သလယရဏဖတ်တဝေဒနာမှာမထိန်နိုင်ဘူးဆိုရင်တဏှာဥပါဒံဘဝပြီးတော့နောက်ဆက်သွားမှာဇာတိနဲ့သရမရဏဒါဒုက္ခတွေဖြစ်နေတာပဲမဟုတ်လားအဲ့ဒီသဘောကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒုက္ခသမုဒယသုတ်ဆိုတာဟောထားတာရှိတယ်အဲ့ဒါလေးကိုဘုန်းကြီးတို့တွေ
ရှေးဥစွာမှတ်သားကြရမယ်လက်တွေ့ဘဝမှာဒုက္ခသမုဒယဘယ်လိုတွေဖြစ်နေသလဲကဲဘုန်းကြီးတို့တွေလူဘဝရောက်လာလို့ရုပ်တည်နာနေနဲ့ကြီးထွားလာပြီဘုန်းကြီးတို့တဏ္ဍမှာဘာတွေရှိတော့ဆိုယုံနဲ့နာနှစ်ခုရှိတယ်ယုံနာဆိုတာကြည့်ခန္ဓာကိုယ်ကြီးရုပ်ခန္ဓာကိုယ်ကြီးရှိတယ်ဟုတ်လားပြီးတော့အသိစိတ်ရှိတယ် body and mind ပေါ့အသိစိတ်နဲ့ mind ဆိုတဲ့အသိစိတ်နဲ့ body ဆိုတဲ့ရုပ်ခန္ဓာကိုယ်ကြီးနှစ်ခုရှိတယ်အဲ့ဒီနှစ်ခုမှာ body ဆိုတဲ့ရုပ်ခန္ဓာကြီးမှာမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်နောက်ပြီးတော့ခန္ဓာကိုယ်ပါလာတယ်နောက်အဲ့ဒီ body ကိုအမိပြုပြီးတော့ဖြစ်နေတဲ့စိတ်ပါလာတယ် organ တွေရှိလာအဲ့တော့ရှိသည့်အတွက်ကြောင့်အချိန်မရွေးလက်တွေ့ဘဝမှာမျက်စိကရှိတယ်မြင်တယ်နားကနားထောင်တယ်နှာခေါင်းကနမ်းရှူတယ်လျှာကလေရက်တယ်ခန္ဓာကိုယ်ကထိတယ်စိတ်ကကူးတယ်ဆိုဟောပြမအာယုန်အနေနဲ့အမြဲဆက်သွယ်နေတယ်ဆက်သွယ်နေတဲ့အခါကျတော့အကောင်းဆိုးဆိုတဲ့ခံစားမှုတွေဝင်လာတယ်အကောင်းဆိုးခံစားမှုဝင်လာတဲ့အခါကြိုက်မကြိုက်ဆိုတာတွေလာတယ်ကြိုက်ရင်ဆွဲလန်းတယ်ဆွဲလန်းသည့်အတွက်ကြောင့်ရလို့မှုနဲ့ကြိုးစားပြန်တယ်ဆိုတာဖြစ်လာတယ်အဲ့ဒါကိုဘဝလို့ပြောတာပဲဒါပရိစ္ဆေသမုပ္ပါဒ်ကိုပုံဖော်ကြည့်လို့ရှိရင်ဘုန်းကြီးတို့တွေရဲ့ဘဝဆိုတာဘာကိုပြောနေတာလဲဆိုရင်ဝိညာဏယုတ်သလရဏဖတ်တဝေဒနာတဏှာဥပါဒံဘဝဆိုတာဒါဘုန်းကြီးတို့တွေရဲ့ဘဝပဲလူဆိုတာဒါတွေကိုပဲခေါ်တာပဲဟုတ်ကဲ့လားအဲ့ဒါတွေကဆက်သွယ်ပြီးတော့ဘဝကြီးတစ်ခုရနေတယ်ဆိုတော့နောက်ထပ်မှာအလုံးလုံးနေကြတာကိုကြည့်လက်တွေ့ဘဝမှာဘာတွေရှိတော့ဆိုကြည့်မြတ်စွာဘုရားကရှင်းရှင်းလေးဟောထားတယ်ကဲမျက်စိရှိတယ်မျက်စိရှိလို့မြတ်စွာဘုရားကသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်တဲ့ဒါဘုရားဟောတဲ့တရားပရိစ္ဆေသမုပ္ပါဒ်ကိုအလေကောင်ကနေပြီးတော့မြတ်စွာဘုရားကဖြတ်ပြီးတော့ဟောတာအေးအဝိဇ္ဇာတွေသင်္ခါရတွေအရင်ကလုတ်ခဲ့လို့အခုရနေကြပြီဘဝရနေပြီဟုတ်ကဲ့လားရနေတယ်ဆိုတာလက်လွန်ပြီးသားဖြစ်နေပြီလို့ပြောတာပေါ့ဘုန်းကြီးတို့တွေရပြီးသားဖြစ်နေကြပြီရပြီးသားဖြစ်နေတော့ဘာတွေရနေကြတာတော့ဆိုဝိညာဏယုတ်သလရဏဖတ်တဝေဒနာဒါတွေရနေကြပြီပေါ့အဲ့ဒါလို့ရနေတဲ့အခါမှာမျက်စိရှိလို့ပြင်ဘက်ကအဆင်းအာယုံနဲ့မျက်စိနဲ့ဆုံပြီးတဲ့အခါမှာမြင်သိစိတ်ဆိုတာလေးပေါ်လာအဲ့ဒီမြင်သိစိတ်ဒီအမြဲတမ်းပေါ်နေတာလားဆိုတော့မဟုတ်ဘူးပဋိစ္စသမုပ္ပန္နအကြောင်းရှိမှပေါ်တာအကြောင်းကိုဆွဲမိပြီးတော့ဖြစ်တာသူရဲ့အကြောင်းကဘာလို့ဆိုရင်မျက်စိရဲ့အဆင်းအာယုံနှစ်ခုဆုံစည်းမှုဒါကြောင့်မို့မြတ်စွာဘုရားကသက္ခုံစပဋိစ္စအဲ့မှာပဋိစ္စဆိုတာဟောထားကြည့်သက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏမျက်စိနဲ့အဆင်းအာယုံကိုဆွဲမိပြီးတော့မြင်သိစိတ်ပေါ်လာတယ်ဒါကိုယ့်ရဲ့နေ့စဉ်ဘဝကိုပြောနေတာနော်မနေ့အိယာကထားလိုက်လို့မျက်စိနှလုံးဖွင့်လိုက်တာနဲ့မြင်စရာအာယုံဟာမျက်စိရဲ့ရောက်လာအဲ့ဒါလို့ရောက်လာတဲ့အခါမှာရှိနှမျိုးပဲရွေးချယ်စရာရှိတယ်မျက်စိကမြင်လိုက်တဲ့အာယုံဟာကိုကြိုက်တဲ့အာယုံဆိုရင်သဘောကျသွားသဘောကျရင်လောဘသဘောမကျဘူးမျက်စိကိုလွှဲထွယ်ပြစ်လိုက်တယ်စိတ်ထဲမှာမကြိုက်တဲ့ဟာဆိုရင်လွှဲဖယ်ပြစ်လိုက်တယ်ဒေါသလောဘဖြစ်တယ်ဒေါသဖြစ်တယ်ဆိုကြတဲ့ကမောဟကကာထားပြီးသားပဲသဘာဝကိုမသိလိုက်သည့်အတွက်ကြောင့်ကြိုက်မကြိုက်ဆိုတာနှမျိုးဖြစ်သွားလို့လောဘနဲ့ဒေါသဖြစ်လိုက်တာပဲအဲ့ဒီနေရာလေးမှာမြတ်စွာဘုရားကကြည့်စက္ခုနဲ့မျက်စိနဲ့အဆင်းအာယုံဒီနှစ်ခုကိုဆွဲပြုပြီးတော့တဲ့မြင်သိစိတ်လေးဟာဖြစ်လာတာအဲ့ဒီမြင်သိစိတ်လေးဟာပဋိစ္စသမုပ္ပါဒ်အကြောင်းကိုဆွဲပြီးတော့ဖြစ်လာတဲ့ဟာလေးပါလို့အကြောင်းဆိုတဲ့နေရာမှာကြည့်တည်တည်ချာချာစဉ်းစားကြည့်မျက်စိမရှိပဲအဲ့ဒီမျက်စိပေါ်မှာမြင်စရာအာယုံပေါ်မလာပဲမြင်သိစိတ်ဆိုလုံးဝဖြစ်နေအဲ့ဒီနှစ်ခုကြောင့်ဖြစ်တယ်အဲ့ဒီနှစ်ခုတင်လားလို့ဆိုမဟုတ်ဘူးကျန်တဲ့အထောက်အကူပြုတာလေးတွေရှိသေးတယ်အထောက်အကူပြုတာလေးတွေရှိတယ်အထောက်အကူပြုတာကဘာလို့ဆိုရင်
မြင်ဖို့ရအတွက်ဘာလို့လဲဆိုရင်မျက်စိနဲ့အလင်းအာယုံကြားထဲမှာအလင်းရောင်လေးမလိုဘူးလားအေးမှောင်းနေလို့ရှိရင်တော့မမြင်ရဘူးပေါ့ဒီမျက်စိလည်းကောင်းတယ်အဆင်းအာယုံလည်းရှိတယ်သို့တော့အမှောင်တုကကာထားတယ်ဆိုရင်မမြင်ရပြန်နောက်တစ်ခါမျက်စိလည်းရှိတယ်အလင်းရောင်လည်းရှိတယ်အဆင်းလည်းရှိတယ်သို့တော့စိတ်ထဲကတတိမထားဘူးဆိုရင်ရောမြင်ရပါမမြင်ရဘူးဒါကြောင့်မို့လို့ဒီနေရာမှာအကြောင်း၄မျိုးမြတ်စွာဘုရားကတိုက်ရိုက်ဟောထားတာအဓိကအကြောင်းကြီး2မျိုးပဲခေါ်တယ်အဓိကအကြောင်းကြီး2မျိုးဟောတယ်အဓိကအကြောင်းကြီး2မျိုးကမြင်သိစိတ်လေးပေါ်ဖို့ရာအတွက်မျက်စိရဲ့မြင်စရာအာယုံရဲ့အဲ့ဒီ2ခုအဓိကအဲ့ဒီထဲမှာအလင်းရဲ့အထောက်အကူလိုအပ်တယ်နှလုံးသွင်းမှုဆိုတာလေးလိုအပ်တယ်လို့ဒီလိုနားလည်ရကောင်းပြီအဲ့ဒီလိုမြင်သိစိတ်ကလေးဖြစ်လာပြီဖြစ်လာတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုရင်အဲ့ဒီ3ခုစုံစည်းမိလိုက်တာနဲ့တပြိုင်နက်ဘာပေါ်လာတော့ဆိုဆက်သွယ်မှုဆိုတဲ့ဖတ်တာပေါ်လာတိဏ္ဏသင်္ကတိဖတ်တော်ဆိုအဲ့ဒါပြောတိဏ္ဏ3မျိုးဆိုတာဘာတွေတော့မျက်စိရဲ့အဆင်းအာယုံရဲ့မြင်သိစိတ်အဲ့ဒီဆက်သွယ်လိုက်တာနဲ့တပြိုင်နက်အာယုံနဲ့မြင်လိုက်တာနဲ့မြင်သိစိတ်ပေါ်လိုက်တာနဲ့တပြိုင်နက်ဆက်သွယ်မှုဆိုတာဖတ်တာပေါ်လာဖတ်တာပေါ်လိုက်တာနဲ့တပြိုင်နက်ဘာပေါ်တော့ဆိုအာယုံနဲ့ပတ်သက်တဲ့အတွေ့အကြုံတစ်ခုဟာရသွားတယ်အဲ့ဒီအတွေ့အကြုံရတာကိုခံစားရတယ်လို့ပြောတာကောင်းတဲ့အာယုံဆိုရင်ကောင်းတဲ့အတွေ့အကြုံပဲမကောင်းတဲ့အာယုံဆိုမကောင်းတဲ့အတွေ့အကြုံအာယုံလေးပေါ်လာတယ်ဆိုတဲ့သဘောလေးကိုစဉ်းစားကြည့်အတွေ့အကြုံတစ်ခုမရသေးလို့ရှင်မသိဘူးရပြီးသွားလို့ရှင် तू ကမှတ်သွားပြီဆိုပါစို့ဇီဝတိမြင်လိုက်တာနဲ့တပြိုင်နက်ရှင်းတယ်ဆိုတာမှတ်မထားဘူးလားမှတ်ထားသည့်အတွက်ကြောင့်ဇီဝတိမြင်တာနဲ့သူများစားနေတာမြင်တာနဲ့သွေးတွေစီးကုန်ပြီဟုတ်ကဲ့သေရိုးလေဟာပြီအဲ့ဒါဘာလို့ဆိုရင်ဖတ်တပစ္စယဝေဒနာပဲထိခိုက်လာတာနော်ကိုယ်လည်းစားတာလည်းမဟုတ်ဘူးသူများစားတာမြင်တာနဲ့ပဲရှင်းတယ်ဆိုတာသိစားမြင်တာနဲ့ငန်းတယ်ဆိုတာရောမှတ်မထားဘူးလားမှတ်ထားခညက်မြင်တာနဲ့ချိုးမယ်ဆိုတာလည်းမှတ်ထားအဲ့ဒါလို့သဘာဝတရားတွေဟာကြည့်အကြောင်းတရားတွေဆက်ဆံလာသည့်အတွက်ကြောင့်တိဏ္ဏသင်္ကတိဖတ်တော်ဆိုဒီနေရာမှာစိတ်ကိုဝိညာဉ်စိတ်ကလေးဖြစ်ပြီးတဲ့အခါမှာဖတ်တာဖြစ်တယ်သို့တော့ပဋိစ္စသမုပ္ပါဒ်ကြတော့ဒီမှာမြုပ်ွက်ကလေးရှိတယ်မြတ်စွာဘုရားကဒေသနာတော်ဟောတဲ့အခါမှာတချို့ဟာအပြည့်စုံမဟောဘူးသိလွယ်အောင်လို့ဒီပဋိစ္စသမုပ္ပါဒ်ကြတော့အာသလယတနာပစ္စယဖတ်တော်လို့တင်ဟောလိုက်တာနော်အခုဒီကြတော့မဟုတ်ဘူးတိဏ္ဏသင်္ကတိဖတ်တော်လို့ဟောတာဒါကိုသတိထားအာယတနာတွေရှိလို့ဆက်သွယ်တယ်လို့ပဋိစ္စသမုပ္ပါဒ်မှာဒီလိုဟောတယ်ဒီမှာကြတော့စက္ခုဆိုတဲ့အာယတနာရူပဆိုတဲ့အာယတနာအဲ့ဒီအာယတနာနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့အသိစိတ်ကလေးမြင်သိစိတ်တွေဖြစ်တယ်အဲ့ဒီမြင်သိစိတ်ကလေးပေါ်လာတဲ့အခါမှာဆက်သွယ်မှုရတယ်လို့ပြောတာဒီမှာကြပို့ပြီးတော့အသေးစိတ်လိုက်တာဟုတ်ကဲ့လားအဲ့တော့သံဃာရဏပိစယဖတ်တော်ကြားထဲမှာမြင်သိစိတ်ကလေးပါသေးတယ်လို့ဒီလိုတစ်ခုတွဲမှာအသိစိတ်လေးပါသေးတယ်အဲ့ဒီအသိစိတ်ဖြစ်တဲ့အခါကျတော့မှဖတ်တာလာလို့ရှင်ဖတ်တာရှိလို့ရှင်ဝေဒနာဆိုတာရှိတာဆက်သွယ်လို့အတွေ့အကြုံတစ်ခုရသွားတယ်ခံစားမှုတွေရအဲ့ဒီခံစားမှုရလိုက်တာနဲ့တပြိုင်နက်ရပ်နေသလားဆိုမရပ်ဘူးဝေဒနာပစ္စယတဏှာတဲ့အဲ့တော့အခုဖြစ်တဲ့အကြောင်းတရားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေတဏ္ဍာမှာကြည့်သက္ခုပတာရဆိုတဲ့မျက်စိကလည်းပဲသာဝရပြောင်းလဲနေတဲ့ဖြစ်မှုပြမှုတွေကနှိမ့်ဆက်ထားတဲ့အရာဖြစ်သောကြောင့်ဒုက္ခမြင်စရာရူပယုံကလည်းပဲသာဝရပြောင်းနေတဲ့အရာဖြစ်သောကြောင့်ဒုက္ခဒီဒုက္ခတစ်ခုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့သက္ခုဝိညာဉ်စိတ်လေးမြင်သိစိတ်လေးရတဲ့ဒုက္ခမြင်သိစိတ်နဲ့မှီပြီးတော့သုံးခုပေါင်းလိုက်မှဖြစ်လာတဲ့ဖတ်တာဆိုတဲ့ဆက်သွယ်မှုလေးရတဲ့ဒုက္ခအဲ့ဒီဆက်သွယ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဝေဒနာဆိုတာလည်းဒုက္ခပဲအဲ့ဒါလို့မမြင်နိုင်ဘူးရှုမှတ်ပွားများနိုင်ခြင်းမရှိဘူးဆိုရင်ဘာလာတော့ဆိုဝေဒနာပစ္စယတဏှာတဲ့အဲ့တော့ပဋိစ္စသမုပ္ပါဒ်ကဝေဒနာပစ္စယတဏှာကနေဘယ်ထိသွားတော့တဏှာပစ္စယဥပါဒံ
တဏှာတွေရမနေဘူးလိုချင်ပြီဆိုရင်စွဲသွားတယ်စိတ်ထဲမှာစွဲလန်းတယ်စိတ်ထဲမှာစွဲလန်းတဲ့အခါမှာအမြင်မှားတာလည်းပါတတ်တယ်အဲ့ဒါလို့စွဲလန်းမှုကိုအကြောင်းပြုပြီးတော့ဘာလုပ်လဲဘဝတစ်ခုကိုတိဆောက်တယ်အလုပ်တစ်ခုလုပ်လာတယ်ဒါကိုဘဝလို့ပြောတာကမ္မဘဝဥပပတ္တိဘဝဟုတ်ကဲ့ဘဝတစ်ခုရှိလာတာနဲ့တပြိုင်နက်ဇာတိဆိုတာလာပြန်တယ်လို့ဒါပရိစ္ဆေသမုပ္ပါဒ်ကိုပုံဖော်ကြည့်လို့ရှိရင်ဒီတိုင်းပဲမြင်နေရတယ်ကိုယ့်ဘဝကဲကောင်းပြီဘုန်းကြီးတို့တွေမျက်စိကောင်းလို့မျက်စိလေးကိုဖွင့်ပြီးတော့ကြည့်လိုက်ပါပြီအဆင်းအာယုလေးကိုမြင်လိုက်တယ်မြင်လိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လာတော့မြင်သိစိတ်ပေါ်လာတယ်မြင်သိစိတ်ပေါ်လာတဲ့အခါမှာဆက်သွယ်မှုတွေရလာတယ်ဆက်သွယ်မှုရလိုက်တာနဲ့တပြိုင်နက်အတွေ့အကြုံရလာတယ်အတွေ့အကြုံရတာနဲ့ကောင်းမကောင်းဆိုတာတွေကြိုက်မကြိုက်တွေလိုက်မလာဘူးလားအေးကြိုက်လို့ရှိရင်ဆွဲလန်းတယ်ဆိုတာမလာဘူးလားလာလို့ရှိရင်အဲ့ဒီဆွဲလန်းတာကိုအခြေပြုပြီးတော့ရလို့မှုနဲ့ကြိုးပမ်းအထောက်မှုတွေရောမလာဘူးလားဒါဘာတွေရနေတာတုံးလို့ဆိုရင်ဒုက္ခတွေပဲဖြစ်နေတာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေကဒုက္ခသမုဒယဒုက္ခတွေပဲရနေတာတဲ့ခုဘဝကိုစဉ်းစားကြည့်ဒုက္ခတွေရကဲကောင်းပြီဒီဝေဒနာဆိုတာနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဝေဒနာဟာအရထဲမှာနားလည်နေတာယောဂဝေဒနာလို့တွဲခေါ်နေသည့်အတွက်ကြောင့်ယောဂလို့ထင်နေတာမဟုတ်ဘူးဝေဒနာဆိုတာအတွေ့အကြုံစိတ်ထဲမှာခံစားချက်ကလေးပျော်တာလဲဝေဒနာပဲနှစ်သက်တာလဲဝေဒနာပဲခြေနှက်တာလဲဝေဒနာပဲမနှစ်သက်ဘူးမခြေနှက်ဘူးဆိုတာလဲဝေဒနာပဲကိုယ်စိတ်ထဲရဲ့အတွေ့အကြုံကိုပြောတာနော်ကဲကောင်းပြီဝေဒနာကကိုမြင်လိုက်ရတဲ့အာယုံကကိုကြိုက်တဲ့အာယုံဆိုပါစို့ဆက်သွယ်ရလို့ကြိုက်တဲ့အာယုံနဲ့တွေးလိုက်ရတယ်ခံစားလိုက်ရတယ်ဆိုရင်ဘာဖြစ်တုံးဒါလေးကိုနောက်ထပ်တွေးချင်လိုက်တာဆိုတဲ့တွေ့တာမှုတဏှာလေးမလာဘူးလားဒုက္ခဝေဒနာတဲ့နှစ်သက်စရာဝေဒနာလေးသောမနတာစိတ်ထဲကခြေနှက်စရာလူတွေကပြောကြတယ်လေအမြဲတမ်းထာဝရပျော်ရွှင်ချမ်းမြေပါစေဘာကိုပြောတာတော့ဝေဒနာကိုပြောတာပဲဟေးဒီကနေ့စိတ်ညစ်လိုက်တာလို့ပြောတာဘာကိုပြောတာတော့ဝေဒနာကိုပြောတာဒီနေ့တော့ပျော်လိုက်တာလို့ပြောရင်ဘာကိုပြောတာတော့အေးလောကလူတွေကဝေဒနာပေါ်မှာယက်တည်နေကြတာအဲ့ဒီဝေဒနာပေါ်မှာယက်တည်ပြီးတော့ဘာလာတော့ဆိုတော့ကတဏှာလာအဲ့တဏှာလာပုံလေးကိုကြည့်ကိုကြိုက်တာလေးရပြီဆိုလို့ရှိရင်လူကပြုံးပြီးတော့သောမနတဖြစ်ပြီးအဲ့ဒီအာယုံလေးပေါ်မှာဘာဒီတိုင်းရနေတာမဟုတ်ဘူးအဲ့ဒီအာယုံလေးပေါ်မှာဒုက္ခယဝေဒနာယရာဂ ानु တယောအနုသေတိတဲ့နောက်ထပ်အကြောင်းတိုက်ဆိုင်လာလို့ရှိရင်တဏှာရာဂဖြစ်ဖို့ရာအတွက်အခြေအနေပေးသွားပြီလို့ဒီလိုပြောတယ်အနုတ္တယဓာတ်အနေနဲ့ခိမ့်သွားပြီဒါမျိုးနောက်ထပ်လာကြည့်ဒီစိတ်မျိုးပေါ်လာမှာအဲ့တော့ဒုက္ခဝေဒနာဆိုတာပျော်စရာနှစ်သက်စရာဝမ်းသာတာဆိုလူတိုင်းကြိုက်သည့်အတွက်ကြောင့်အဲ့ဒီဝမ်းသာမှုဆိုတဲ့ပုံမှာဘာလာတော့ဆိုရင်ရာဂတဏှာလာတယ်အဲ့ဒါကိုဆိုတာဒုက္ခယဝေဒနာယရာဂ ानु တယောအနုသေတိဒုက္ခယဝေဒနာယဒုက္ခဝေဒနာချမ်းသာတဲ့ခံစားချက်အပေါ်မှာရာဂ ानु တယောရာဂဆိုတဲ့ဓာတ်သဘောလေးတစ်ခုဟာအနုသေတိစင်ဆက်မပြတ်ကိန်းသွားတယ်ကိန်းသွားတယ်ဆိုတာဘာနဲ့ဥပမာတူတော့ဆိုရင်မိချစ်ဖူးထဲမှာ gas လေးထည့်လိုက်တယ်လို့ပဲ gas ထည့်လိုက်တဲ့အတွက်ကြောင့်မီးဖြစ်ဖို့အနေထားရမသွားဘူးလားနောက်ထပ်ဖိပြီးတော့ချစ်တဲ့လူပေါ်လာလို့ရှိရင်ဘာထွက်လာမလို့မီးတောက်ကလေးထွက်လာမှာပဲအဲ့ဒါလိုပဲအာယုန်နဲ့နောက်ထပ်တိုက်ပြီးဆိုရင်ဘာလာမလို့ရာဂပဲလာမယ်တဲ့ကဲဟုတ်ပြီကိုမကြိုက်တဲ့ဟာကြီးဝေဒနာကဒုက္ခဝေဒနာကြီးဆင်းရဲတယ်မကြိုက်တဲ့ဟာကြီးဆိုလို့ရှိရင်လူကမကြိုက်လို့ရှိရင်လည်းဘာဖြစ်လာတော့ဆိုဒုက္ခယဝေဒနာယပဋိက္ခဏုတယောအနုသေတိတဲ့မကြိုက်တာကြတော့ဒေါသလာပြန်ဒါမို့ကြိုက်ရင်လောဘမကြိုက်ရင်ဒေါသလူတွေကကိုယ်မမြင်နေတဲ့ဟာဆိုလို့ရှိရင်မျက်နှာလွှဲပစ်လိုက်တယ်ဟုတ်ကဲ့လားစိတ်ထဲကလည်းဆန့်ကျင်လာတယ်အဲ့ဒီဆန့်ကျင်မှုလေးကိုပဋိက္ခလို့ခေါ်တာပဲ
အဲ့ဒီပဋိကဖြစ်လာလို့ရှင်ဘာဖြစ်လဲဆိုဒုက္ခယဝေဒနာယပဋိကနုတယောနုသေးတိတဲ့ဒေါသပဋိကဆိုတဲ့ဒီအနုတ္တယဓာတ်လေးဟာကိန်းသွားတယ်နောက်ထပ်ဓာတ်တွေ့ရင်ဒေါသလာမှာဆိုပါစို့ကိုယ်နဲ့မတည့်တဲ့လူတယောက်ဒေါသထွက်ဖူးထားပြီးကိုယ်နဲ့မတည့်တဲ့လူတယောက်သူ့အတန်လေးကြားလိုက်တာနဲ့ဒေါသဖြစ်မသွားဘူးလားအဲ့ဒါပါတော့ဆိုတော့ပဋိကနုတ္တယကိန်းနေလို့ပဲနော်ကိုမကြိုက်တဲ့အတန်လေးကြားလိုက်တာနဲ့ပဲစိတ်ကဆန့်ကျင်သွားတယ်ဒေါသထွက်တယ်ဆိုတာစိတ်ထဲမှာဆန့်ကျင်သွားတာလူလားတာမပါဘူးဟုတ်လားပျော်သွားတာမဟုတ်ဘူးမကြားချင်ဘူးအဲ့ဒါဒေါသလေးပဲဆန့်ကျင်မှုလေးဖြစ်လာနောက်တစ်ခါကျတော့အဲ့ဒါလိုကြိုက်တာလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဒုက္ခလည်းမဟုတ်ဘူးဆင်းရဲတာလည်းမဟုတ်ဘူးမတိတာတဲ့ခံစားချက်ဆိုတာလာတတ်သေးတယ်အဲ့ဒါလိုမတိတာတဲ့ခံစားတဲ့ချက်ကြတော့သူကဘာမှမတိလိုက်ဘူးဘာမှမတိလိုက်လို့ငါဘာမှမဖြစ်ဘူးလို့မအောင်မေ့လိမ့်နဲ့အဒုက္ခမဒုက္ခယဝေဒနာယအဝိဇ္ဇာနုတယောအနုသေးတိတဲ့မတိလိုက်လို့ရှင်အဝိဇ္ဇာမှောင်သွားတာပဲလေသူအသိမှမပြုတ်လိုက်တာနဲ့တပြိုင်တည်းသူမှအဝိဇ္ဇာခိမ့်မသွားဘူးလားကဲဝေဒနာဖြစ်လာပြီဆိုတာကိုမထိနိုင်ဘူးမကြည့်နိုင်ဘူးဆိုလို့ရှိရင်ဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်ရာဂနုတယခိမ့်တယ်ဒုက္ခဝေဒနာဖြစ်လာလို့ရှိရင်ပဋိကနုတယခိမ့်တယ်နော်အဒုက္ခမဒုက္ခဆိုတဲ့ဥပေက္ခဝေဒနာဖြစ်လာလို့ရှိရင်အဝိဇ္ဇာနုတယခိမ့်တယ်ဆိုတော့နေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေမျက်စိကဖွင့်ကြည့်လိုက်လို့မြင်လာတဲ့နောက်ပိုင်းမှာဝေဒနာတွေဟာပေါ်လာမှာပဲတစ်ခုမဟုတ်တစ်ခုလာမှထိန်းလို့မရဘူးအဲဒီလိုထိန်းမရတဲ့ဝေဒနာတွေကိုကိုယ်ကလည်းတဘာဝကိုမသိဘူးဆိုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီဝေဒနာနဲ့ပတ်သက်ပြီးတော့ရာဂဖြစ်မယ်ဒေါသဖြစ်မယ်အဝိဇ္ဇာဖြစ်မယ်ဟုတ်ကဲ့လားအဝိဇ္ဇာဆိုတာမောဟပဲအဲ့တော့ပေါင်းလိုက်တော့ရာဂဒေါသမောဟဆိုတဲ့အကုသိုလ်အမြင့်ကြီးတွေကိုယ်တဏ္ဍာမှာတွဲမနေဘူးလားဒါနေ့စဉ်ဘဝမှာဘုန်းကြီးတို့ရဲ့လက်တွေ့ဘဝမှာဒုက္ခသမုဒယဒုက္ခကိုဖြစ်စေတတ်တဲ့အကြောင်းတရားတွေနေ့စဉ်နဲ့အမျှစုမိနေတယ်ဟုတ်ကဲ့လားဘာလဲပြောမလို့ဆိုတကယ်ကိုအစိတ်တွေစုမိနေတယ်လို့ပဲယောဂဖြစ်ဖို့ဟာတွေစုမိနေတယ်လို့ပဲဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာဒီဟာတွေကိလေသာတွေဟာစုမိပြီးတော့တန်ကြားလို့ရှင်ခုနကြာသိစိတ်လေးပေါ်လာပြီးတော့ဆက်သွယ်မှုရလာတယ်ခံစားမှုရလာတယ်ပြီးရင်ဘာဖြစ်မလို့လောဘဖြစ်တယ်ဒေါသဖြစ်တယ်မောဟဖြစ်တယ်ဒီဘက်ကိုဆက်လာထို့တူပဲနှာခေါင်းကအနံ့ရတဲ့အခါမှာလေဒီတိုင်းလာတယ်ကြိုက်မကြိုက်ပေါ့လျှာကနေအရသာကိုသိတဲ့အခါမှာလေတော့လူကြိုက်မကြိုက်နှစ်ခုလာဒါနေ့စဉ်ဘဝမှာလူတိုင်းဟာမျက်စိရှိလို့မြင်နေကြတယ်နားရှိလို့ကြားနေကြတယ်အတန်နဲ့နှာခေါင်းရှိလို့အနံ့နဲ့ရနေကြတယ်လျှာရှိလို့အရသာတွေသိနေကြတယ်ခန္ဓာကိုယ်ရှိသည့်အတွက်ကြောင့်အထီးတွေ့တွေရနေကြတယ်မျက်စိနာနာလျှာကိုယ်ဆိုတာတွေကိုအသုံးမပြုဘဲနဲ့တက်စိတ်ထဲမှာကူးပြီးတော့တွေးနေတာရောမရှိဘူးလားစိတ်ကူးနေလို့ရှိရင်လည်းစိတ်ကူးတဲ့ထဲမှာလည်းလောဘဖြစ်သေးတယ်နော်ကြည့်လေထီလည်းမထိုးရသေးဘူးဒါပေမဲ့ထီထိုးမယ်ဆိုတော့အဲ့လောက်တည်းမရဘူးအဲ့ဒီထီကနေသိန်းတစ်ထောင်စုကြီးပေါက်မယ်ထီအောင်သွားတာအဲ့ဒီစိတ်ကူးတာလေအဲ့ဒီထီအောင်သွားတာအဲ့ဒီပုံမှာသွားပြီးတော့ရံဖြစ်တဲ့လူကရှိသေးတယ်မပေါက်သေးတဲ့ပုံမှာလည်းရံဖြစ်တယ်ဆရာတော်ကြီးတစ်ပါးတရားဟောတဲ့ထဲမှာကြားဘူးတယ်ဘုန်းကြီးတစ်ပါးနဲ့ကပ္ပိယတစ်ယောက်အကြောင်းဘုန်းကြီးတစ်ပါးနဲ့ကပ္ပိယတစ်ယောက်အကြောင်းလောဘဆိုတာတော်တော်ထူးဆန်းတယ်ဆောင်းရသည်ဆိုတော့အင်မတန်ပူတယ်ပေါ့အေးတယ်ပေါ့အေးတဲ့အခါကျတော့ထင်းတုံးကြီးကိုမီးဖိုးပြီးတော့အဲ့ဒီနာမီးလုံနေကြမီးလုံနေတဲ့အခါကျတော့မီးကြီးခဲရတယ်အမတန်ရဲနေတဲ့အခါကျတော့ဘာသွားတတိယတော့ဆိုဒီမီးကြီးခဲနဲ့အမဲသားကိုဖုတ်စားရရင်ကောင်းမှာပဲဆိုတဲ့အတွေးသွားဝင်တယ်နော်မီးကြီးမြင်တာနဲ့အဲ့ဒါလိုစိတ်ကူးရတယ်စိတ်ကူးရတဲ့အခါအခုချိန်မှာအမဲကြောက်
ဖုတ်ပြီးတော့စားလိုက်ရင်မဲသားတတွဲလောက်လာလို့ရင်တော့အကုန်ဖုတ်ပြီးတော့စားလိုက်မယ်လို့ဘုန်းကြီးကပြောတော့ကပ္ပိယကရှင်ဘုရားအကုန်စားလို့ပဲဖြစ်မလဲတဲ့မရှိရင်တပည့်တော်တာဝန်ဖြစ်နေအကုန်တော့ပဲစားလို့ဖြစ်ဘုန်းကြီးဘာမှဖြစ်လဲအကုန်စားမယ်ပေါ့အဲ့ဒါနဲ့ငင်းညခုံညတော့ဘုန်းကြီးကကပ္ပိယကိုလက်သီးနဲ့ထိုးတယ်စိတ်ဆိုးပြီးတော့အဲ့ဒီမှာကပ္ပိယကထလုံးအဲ့ဒါလိုဖြစ်နေတဲ့အချိန်မှာကျောင်းတကာကြီးကဆွမ်းအုပ်ကြီးမပြီးတော့လာတဲ့အခါဘုန်းကြီးနဲ့ကပ္ပိယလုံးနေတာမြင်တော့ဟာကပ္ပိယမင်းဘုန်းကြီးကိုဘာလုပ်နာတော့နဲ့လှမ်းអော်တဲ့အခါကျမှကိုရှိန်တက်ပြီးတော့ထိုင်းနေကြဘာဖြစ်ကြတာတော့မေးတဲ့အခါကျတော့ပြောရခက်ကပ္ပိယနောက်ကြတော့ပြောတယ်ကျောင်းတကာကြီးရဲ့ဘာမှမဟုတ်ပါဘူးအမဲကြောက်ဖို့ကိစ္စပါဒါဖြင့်အမဲကြောက်ဖို့ကဘယ်မတုံးလို့ဆိုအမဲကြောက်ဖို့ကရှိတာမဟုတ်စိတ်ကူးတဲ့ကအမဲကြောက်ဖို့တော်တော်ကိုထူးဆန်းတာနော်တကယ်ဖြစ်တာတော့အဲ့ဒါမျိုးကစိတ်ကူးနေတဲ့မဲ့လူတွေဟာဒုက္ခရောက်ကြတယ်အဲ့ဒါကြောင့်မို့လို့မျက်စိကမြင်တာလည်းမဟုတ်ဘူးနားကကြားတာလည်းမဟုတ်ဘူးနှာခေါင်းကအနံ့ရတာလည်းမဟုတ်ဘူးလျှာကထိတာလည်းမဟုတ်ဘူးခန္ဓာကိုယ်ကထိတွေ့တာလည်းမဟုတ်ဘူးစိတ်ကူးတဲ့မှာပဲလောဘဒေါသဆိုဖြစ်သေးတယ်တဲ့ကဲနေ့စဉ်ဘဝမှာဘုန်းကြီးတို့တွေဒီတိုင်းနေမယ်ဆိုလို့ရှိရင်ဖတ်တာပစ္စယဝေဒနာပစ္စယတဏှာဆိုပြီးတော့ပရိစ္ဆေသမုပ္ပါဒ်ဟာအဆိုးဘက်ကိုသွားမနေဘူးလားမိကုံးကမြတ်စွာဘုရားဟောထားတဲ့ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယဟောတိတဲ့ဒါဒုက္ခတွေဖြစ်နေတာလို့ဒီလိုဟောတာဒါဖြင့်အဲ့ဒီဒုက္ခတွေကိုရပ်ချင်ပါပြီဆိုရင်ဘယ်လိုလုပ်ရဒါကိုမြတ်စွာဘုရားဒီတုတ်တမှာဒုက္ခတွေကိုချုပ်ငြိမ်းသွားအောင်ဘယ်လိုလုပ်ချုပ်ငြိမ်းသွားအောင်လုပ်ရမယ်နိလန်တစ်ခုကိုမြတ်စွာဘုရားဒီတုတ်တမှာပေးထားခုနတိုင်းပဲသက္ခုံစပဋိစ္စရူပေစဥပ္ပစ္စတိသက္ခုဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော်တဲ့မျက်စိနဲ့အစင်းအာယုံကိုမြင်လိုက်တယ်မျက်စိနဲ့အစင်းအာယုံနှစ်ခုစုံမိတာကိုအကြောင်းပြုပြီးတော့မြင်သိစိတ်ကလေးပေါ်လာတယ်ဒါသဘာဝပဲအဲ့ဒီမြင်သိစိတ်ကလေးပေါ်လာတဲ့အခါမှာဆက်သွယ်မှုရသွားဖတ်တာဖြစ်လာတယ်ဆက်သွယ်မှုရသွားတယ်ဖတ်တာဖြစ်လာတော့ခံစားမှုဆိုတဲ့ဝေဒနာလေးပေါ်လာတယ်အဲ့ဒီခံစားမှုဆိုတဲ့ဝေဒနာလေးပေါ်လာတဲ့အခါမှာအဲ့ဒီနေရာလေးမှာဝေဒနာပစ္စယတဏှာဆိုတာမဖြစ်အောင်ယောတတ္တယေဝတဏှာယအာတိတဝိရာကနေတော့ဖြစ်သွားလို့ရှိရင်လည်းဝေဒနာပစ္စယတဏှာလို့ဖြစ်သွားလို့ရှိရင်ဥပါဒံကိုမကူရအောင်တဏှာကိုပယ်တတ်ဖို့လိုတယ်ဟုတ်ကဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဟောထားတာဝေဒနာပစ္စယတဏှာတဲ့ယောတတ္တယေဝတဏှာယအတ္တိတဝိရာဂနိရောဓောအတ္တိတဝိရာဂနိရောဓဥပါဒနာနိရောဓဥပါဒနာနိရောဓဘဝနိရောဓဆိုပြီးတော့ဒီလိုဟောတယ်ဒီနေရာမှာကြည့်ဘုန်းကြီးတို့တွေပုထုဇဉ်တွေဆိုဝေဒနာပြီးရင်ဘာလာတော့ဆိုရင်တဏှာလာမှာပဲအဲ့ဒါတို့တဏှာလာပြီဆိုလို့ရှိရင်အဲ့ဒီတဏှာမဖြစ်အောင်ကမ္မထာအထောက်ကြတာဆိုလိုတာကမ္မထာအထုတ်ကဲကမ္မထာအထုတ်ပြီဆိုလို့ရှိရင်ဝေဒနာကိုရှုပြီးတော့အထုတ်မှလားရတယ်ဖတ်တာကိုရှုပြီးတော့အထုတ်မှလားရတယ်သို့မဟုတ်သက္ခုဝိညာဉ်သောတာဝိညာဉ်ကဏဝိညာဉ်မြင်သိစိတ်ကိုအာရုံပြုပြီးတော့အထုတ်မှလားရရှေ့ပိုင်းကဟာတွေကိုပြန်ကြည့်လိုက်ခုနကသက္ခုပတ္တာရမျက်စိရဲ့နောက်ပြီးတော့အဆင်းအာယုံရဲ့အဲ့ဒီနှစ်ခုကိုအာယုံပြုပြီးတော့အထုတ်မှလားရှေ့ပိုင်းကဖြစ်သွားတာလေမျက်စိနဲ့အဆင်းဆုံပြီးလို့မြင်သိစိတ်ဖြစ်တယ်မြင်သိစိတ်ပေါ်လာတဲ့အတွက်ကြောင့်သုံးခုပေါင်းပြီးလို့ဖတ်တာဆိုတာဖြစ်လာတယ်ဖတ်တာဖြစ်လို့ဝေဒနာဖြစ်တယ်ဆိုတော့အဲ့ဒါတွေကိုကမ္မထာအာယုံအဖြစ်အသုံးချပြီးတော့မြတ်စွာဘုရားရှုတဲ့နည်းတွေကိုဟောခဲ့ပါတယ်တဲ့ကဲအဲ့ဒီထဲမှာသက္ခုပတ္တာရကိုဘယ်လိုမြင်ရမလဲသက္ခုပတ္တာရကိုရှုပြီးတော့ကမ္မထာအထုတ်ပြီးတော့လည်းပဲတဏှာကိုဖြတ်လို့ရတယ်ရူပယုံကိုရှုပြီးတော့လည်းပဲတဏှာပယ်ဖြတ်လို့ရတယ်သက္ခုဝိညာဉ်စိတ်ကိုရှုပြီးတော့လည်းပဲတဏှာပယ်ဖြတ်လို့ရတယ်
ဖတ်တာကိုရှုပြီးတော့လည်းပဲတဏှာပဲဖြတ်လို့ရတယ်ဝေဒနာကိုရှုပြီးတော့လည်းတဏှာကိုပယ်တတ်လို့ရတယ်တဏှာကိုရှုပြီးတော့လည်းတဏှာကိုပယ်တတ်လို့ရတယ်ဟုတ်ကဲ့လားရှင်းအောင်ပြောရမယ်ဆိုရင်တဏှာဟာတဏှာကိုပြန်ပြီးတော့ရှုတာကိုတတိပဋ္ဌာန်ကျမ်းမှာတတိပဋ္ဌာန်မှာဆိုလို့ရှိရင်ဘာပြောမလဲဆိုရင်ဓမ္မ ानु ပတ္တနာတတိပဋ္ဌာန်လို့ခေါ်တယ်ဘာဖြစ်လို့ဆိုရင်နိဝရဏတရား၅ပါးထဲမှာကာမိသန္တာနိဝရဏဆိုတာတဏှာပဲဟုတ်ကဲ့လားတဏှာကိုရှုပြီးတော့တဏှာမဖြစ်အောင်လုပ်လို့ရှိရင်ကာမိသန္တာနိဝရဏကိုရှုတာဖြစ်သောကြောင့်ဓမ္မ ानु ပတ္တနာဝေဒနာကိုရှုပြီးတော့ကမ္မထာထုတ်မယ်ဆိုရင်ဝေဒနာ ानु ပတ္တနာဟုတ်ကဲ့လားဝေဒနာ ानु ပတ္တနာနောက်ပြီးတော့ဒီဖတ်တာတို့သက္ခဝိညာဉ်စိတ်ကလေးကိုရှုပြီးတော့မြင်သိစိတ်ကလေးကိုရှုရင်တော့စိတ်ဓာ ानु ပတ္တနာပေါ့ကျန်တာတွေကြတော့ဓမ္မ ानु ပတ္တနာပေါ့အဲ့ဒါလို့ခန္ဓာကိုယ်နဲ့ဆက်ဆက်နေတာကြတော့ကာယ ानु ပတ္တနာလို့ဒီလိုပြောတာနော်အဲ့တော့တတိပဋ္ဌာန်တရားထဲမှာအာယုစိုက်လို့ရခုဖြစ်ပုံလေးကိုပြန်ပြီးအာယုပြုလိုက်မျက်စိရဲ့အဆင်းအာယုရဲ့ဆုံလိုက်တဲ့အခါမှာမြင်သိစိတ်ပေါ်လာတယ်ဘယ်နှခုရှိသွားတော့၃ခုနော်မျက်စိကတစ်ခုအဆင်းအာယုကတစ်ခုမြင်သိစိတ်ကတစ်ခုအဲ့ဒီမြင်သိစိတ်ပေါ်လာတာနဲ့တပြိုင်နက်ဖတ်တာဒီ၃ခုကိုဆွဲပြုပြီးတော့ဖတ်တာပေါ်လာတယ်၄ခုဖတ်တာပေါ်လာတဲ့အတွက်ကြောင့်ဖတ်တာရဲ့စွမ်းအားအလိုက်ဝေဒနာပေါ်လာတယ်၅ခုဝေဒနာကနေပြီးတော့မရှုမှတ်နိုင်လဲလို့ရှိရင်တဏှာထိအောင်ဖြစ်သွားတယ်ဟောအဲ့ဒါတွေအလုံးဟာကပ္ပဋ္ဌာန်းအာယုံလုံးလို့ရတယ်လို့ဒီလိုဆိုလို့နော်ကဲအဲ့ဒီထက်ကဝေဒနာလေးတစ်ခုကိုချိမယ်လို့ဆိုလို့ရှိရင်ဝေဒနာလေးတစ်ခုကိုရှုမယ်ဆိုရင်မြတ်စွာဘုရားကနီးပေးထားတယ်ဒုက္ခဝေဒနာဆိုလို့ရှိရင်ဒုက္ခလို့မြင်အောင်ကြည့်ပါတဲ့ဒုက္ခကိုဒုက္ခလို့မြင်အောင်ကြည့်ပါဆိုလွယ်တော့မလွယ်ဘူးပေါ့မလွယ်ဘူးဆိုတာချမ်းသာတယ်ဆိုတဲ့ဒီဒုက္ခဝေဒနာလေးဟာဒုက္ခဝေဒနာဖြစ်တဲ့အခိုက်ကလေးသာချမ်းသာတာချုပ်ငိမ့်သွားတာနဲ့တပြိုင်နက်သူကဒုက္ခဖြစ်သွားတာပြောစရာအာယုန်လေးပျောက်သွားတာနဲ့တပြိုင်နက်စိတ်ဆင်းရဲစရာပေါ်မလာဘူးလားအေးဒါကြောင့်မို့လို့ဒုက္ခဟာထိတိဒုက္ခရှိနေတော့ဒုက္ခတဲ့ဝိပရိနာမဒုက္ခပြောင်းသွားတာနဲ့တပြိုင်နက်ဒုက္ခတဲ့ဒါကြောင့်မို့လို့ဒုက္ခဝေဒနာကိုကမ္မထာရှုတဲ့အခါမှာဒုက္ခလို့ရှုတယ်ဒုက္ခလို့ရှုအောင်ဘာဖြစ်လို့လဲပြောင်းသွားတာနဲ့တပြိုင်နက်ဒုက္ခအဖြစ်ပြောင်းသွားတာသူကဒုက္ခလို့ရှုပါတဲ့ဒါဖြင့်ဒုက္ခဝေဒနာကြတော့ဘယ်လိုရှုမလို့ဆိုဒုက္ခဝေဒနာကြတော့ခန္ဓာကိုယ်ထဲမှာမြားညောင်ကြီးစူးဝင်နေတယ်လို့တန်လဆိုတာမြားညောင်ကြီးပေါ့ခန္ဓာကိုယ်ထဲမှာငုတ်စူးနေတယ်ပေါ့ပြောမှဆိုရင်စူးနေတယ်လို့ငုတ်ကြီးစူးနေတယ်လို့တစ်စုံတစ်ခုစူးဝင်နေတဲ့သဘောအဲ့ဒါလို့ရှုပါတဲ့အဒုက္ခမဒုက္ခကြတော့ဘာတော့ဆိုလို့ရှိရင်သူကငြိမ်းအေးတဲ့သဘောဖြစ်လို့သူ့ကိုလည်းဒုက္ခရှုတယ်လို့သူ့ကြတော့မမြဲတဲ့သဘောကိုရှုပါအဲ့တော့ဒုက္ခဝေဒနာကိုဒုက္ခလို့ရှုရမယ်ဒုက္ခဝေဒနာကိုတန်လလို့ခေါ်တယ်မြားညောက်တစ်ဖက်မြင်အောင်ကြည့်ရမယ်အဒုက္ခမဒုက္ခဝေဒနာကိုမမြဲတဲ့သဘာဝတရားအနေနဲ့မြင်ရမယ်လို့ဒါဝိပဿနာရှုလို့ရှင်အဲ့ဒီပုံစံနဲ့ရှုရမယ်လို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့ဝိပဿနာရှုရမယ်အဲ့ဒါလို့ရှုနိုင်ပြီဆိုလို့ရှိရင်ခုနကဝေဒနာပစ္စယတဏှာဆိုတာမလာတော့ဘူးပေါ့ဒါဖြင့်တဏှာကလာသွားပြီအဲ့ဒီတဏှာကိုရောရှုလို့မရဘူးလားဆိုရှုလို့ရဖြစ်လာတဲ့တဏှာကိုငါတဏှာမှာတဏှာတွေဖြစ်လာပါလားလောဘတွေဖြစ်လာပါလားလို့ပြန်ပြီးတော့လောဘကိုလောဘလို့သဘာဝတရားကိုရှုမြင်ခြင်းတည်းဒါတဏှာကိုတားခြင်းပဲသူ့ကိုပြန်မြင်တာဟာသူ့ရဲ့သဘာဝကိုပြန်မြင်လိုက်တာဘာဖြစ်လို့လဲဆိုတဏှာကဒီတိုးပွားနေတာကဘယ်သူကိုအာယုံပြုပြီးတိုးပွားတာတော့ဆိုနှစ်သက်စရာအာယုံကိုကြည့်မှသူကတိုးတာသူ့ကိုနောက်စိတ်ကနေပြန်ကြည့်လိုက်တာနဲ့တပြိုင်နက်နှစ်သက်စရာအာယုံကနေလွတ်မသွားဘူးလားလွတ်သွားပြီးတော့တဏှာကိုပြန်ပြီးတော့သဘာဝကိုဆင်ញင်စဉ်းစားမိလိုက်တယ်ဆိုတဲ့ဆင်ញင်စဉ်းစားတဲ့စိတ်ကလေးဒီခုနတွေ့တာတဲ့စိတ်မဟုတ်တော့သဘာဝအရှုကိုမြင်သွား
လက်တလုံးကြားလေးတွေကပ်ပြီးတော့ဟုတ်ကဲ့အဲ့ဒါကြောင့်မလို့တဏှာကိုပြန်ပြီးတော့ရှုမြင်သုံးသပ်လိုက်နိုင်ပြီဆိုလို့ရှိရင်လေတဏှာကလွတ်သွားနိုင်တာပဲဒါကြောင့်မလို့စိတ်ဓာတုပဒနာမှာဆိုရင်မြတ်စွာဘုရားကစိတ်ကိုရှုတဲ့အခါမှာငါးစိတ်လေးမှာတဏှာရှိတယ်သို့မဟုတ်ငါးစိတ်လေးဟာတဏှာမရှိဘူးတရာကံဝစိတ်တံတရာကစိတ်တံတိပါဇာနာတိဝိတရာကံဝစိတ်တံဝိတရာကစိတ်တံတိပါဇာနာတိလို့တဏှာရှိမရှိကိုသိအောင်ကြည့်ဖို့စိတ်ဓာတုပဒနာမြတ်စွာဘုရားဟောထားတာရှိတယ်ပေါ့ဘယ်ဟာပဲဖြစ်ဖြစ်ရှုမှတ်လိုက်နိုင်တာနဲ့တပြိုင်နက်သဘာဝတရားကိုသိသွားအဲ့တော့ဝိပဿနာရှုပြီးလို့ဆိုလိုက်တဲ့အချိန်မှာမျက်စိကိုရှုမယ်လို့ဆိုလို့ရှိရင်မျက်စိကရုပ်တရားပဲအဆင်းအာယုံကိုရှုမယ်ဆိုလို့ရှိရင်လည်းအဆင်းအာယုံကရုပ်တရားပဲရုပ်တရားကိုပထမရှုပြီးဆိုလို့ရှိရင်ရုပ်တရားဟာပြောင်းလဲပျက်စီးတတ်တဲ့သဘောနဲ့မြင်ရမယ်ပေါ့ဆိုပါစို့စက္ခုပတာရကိုမြင်တယ်လို့ဆိုလို့ရှိရင်ဘာကိုသွားတွေ့တုံးဆိုလို့ရှိရင်ထင်ဟပ်လာတဲ့အာယုံလေးကိုမဟာဗုဒ္ဓေကိုခြီးစေတတ်တဲ့လက္ခဏာလေးရှိတယ်ဆိုလိုတာကမျက်စိအဆင်းရောင်လေးတွေမှာအရိပ်ကိုလားထင်တယ်အရိပ်ထင်စေနိုင်တဲ့သဘာဝလက္ခဏာရှိတယ်လို့ဟောအဲ့ဒါလို့မြင်တာဟာစက္ခုပတာရကိုမြင်တာပဲနောက်အဆင်းအာယုံကိုမြင်လို့ရှိရင်မျက်စိပေါ်မှာလာပြီးတော့ထင်ရှားတတ်တဲ့သဘောရှိတယ်လို့မြင်လို့ရှိရင်ရူပယုံကိုမြင်တာပဲသူ့ရဲ့သဘာဝကိုမြင်တာတခါမြင်သိစိတ်ကလေးကိုသိတဲ့အခါကျတော့ဒီမြင်သိစိတ်လေးဟာဒီမြင်စရာအာယုံလေးကိုသိတတ်တဲ့သဘာဝတရားလေးတစ်ခုပါလားလို့သူ့ကိုမြင်တဲ့အခါမှာအဲ့ဒါလိုမြင်တယ်ဖတ်တာဆိုလို့ရှိရင်ဘာကိုမြင်တော့ဆိုရင်အာယုန်နဲ့စိတ်နဲ့ထိခိုက်တတ်တဲ့သဘောလေးပါလားဆက်သွယ်မှုရတဲ့သဘောလေးပါလားလို့ဒီလိုမြင်တယ်ဝေဒနာကိုမြင်တဲ့အခါကျတော့ထိခိုက်လာတဲ့အခါမှာခံစားရတဲ့သဘောလေးပါလားတဏှာကိုမြင်တဲ့အခါကျတော့တွေ့တာတတ်တဲ့သဘောလေးပါလားလို့ဒီလိုမြင်တာဆိုလိုတာကဝိပဿနာအလုပ်ကိုအားထုတ်ပြီးဆိုလို့ရှိရင်သဘာဝလက္ခဏာကိုအရင်ကြည့်ရတယ်ဖြစ်တာပြက်တာကိုအရင်မကြည့်ရသဘာဝလက္ခဏာဆိုတာသူ့ရဲ့ပုံသဏ္ဍာန်လေးကိုကြည့်တာသူ့ရဲ့အသွင်သဏ္ဍာန်လေးကိုကြည့်တာဥပမာဆိုတော့ပထဝီရဲ့အသွင်သဏ္ဍာန်ကဘာလဲလို့ဆိုရင်ခက်မာတယ်ပျော့ပြောင်းတယ်အာဘောရဲ့အသွင်သဏ္ဍာန်ကဘာလဲဆိုရင်ဖွဲ့စည်းတယ်ယိုစည်းတယ်တေဇောကပူတယ်အေးတယ်ဝါယောကလှုပ်ရှားတယ်တွန်းကန်တယ်ဒါသူ့ရဲ့အသွင်သဏ္ဍာန်ပဲအဲ့ဒါကိုသဘာဝလက္ခဏာလို့ခေါ်တယ်ကမ္မထာထုတ်ပြီးဆိုရင်သဘာဝလက္ခဏာကိုရှုခြင်းဖြင့်ခုနကပူရာအေးရာတွေ့နေရင်ဘာတွေ့တာတုံးဆိုတေဇောတွေ့တာအဲ့ဒါအရင်တွေ့အောင်ကြည့်ရမယ်အဲ့ဒါလို့သဘာဝတရားတွေတစ်ခုနဲ့တစ်ခုမတူတာဆိုပါစို့စက္ခုပတာရကိုမြင်တယ်ရူပယုံကိုမြင်တယ်စက္ခုပတာရနဲ့ရူပယုံကြောင့်ဖြစ်လာတဲ့မြင်သိစိတ်ကိုမြင်တယ်တစ်ခုနဲ့တစ်ခုသဘာဝချင်းမတူကြဘူးမတူတာလေးတွေကိုမြင်လာအဲ့ဒါလို့မြင်လာပြီဆိုတဲ့အခါကျတော့တဆင့်တက်တဲ့အခါကျတော့ဘာမြင်တော့ဆိုလို့ရှိရင်မမြဲတဲ့သဘောတွေကိုမြင်လာအဲ့ဒီမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောဆိုတာကတာမညလက္ခဏာလို့ခေါ်တယ်အဲ့တော့မှတ်ထားဖို့ရကသဘာဝလက္ခဏာရဲ့တာမညလက္ခဏာရဲ့သဘာဝလက္ခဏာဆိုဒီမှာသဘာဝတရားရဲ့ကိုယ်ပိုင်လက္ခဏာလေးတွေကိုခေါ်တယ်အတ္တရဲ့ထိတွေ့မှုသဘောဝေဒနာရဲ့ခံစားမှုသဘောအဲ့ဒါသဘာဝလက္ခဏာမမြဲတဲ့အနိစ္စဆင်းရဲတဲ့ဒုက္ခကိုမပိုင်တဲ့အနတ္တဆိုတာကြတော့တာမညလက္ခဏာအလုံးဆိုင်တဲ့လက္ခဏာလို့ခေါ်တယ်အလုံးပုံဆိုင်အဲ့တော့ကြောင့်မို့လို့ဝိပဿနာရှုပြီဆိုလို့ရှိရင်တရားကိုအရင်တွေ့အောင်ကိုရှုမဲ့တရားကိုအရင်တွေ့အောင်ရှာအရင်တွေ့အောင်ရှာခြင်းဒီသဘာဝလက္ခဏာကိုသိခြင်းပဲသဘာဝလက္ခဏာကိုသိပြီးပြီဆိုတဲ့အခါကျတော့မှတာမညလက္ခဏာဆိုတဲ့မမြဲတာကိုသိတယ်ကဲပို့ပြီးတော့ထင်ရှားအောင်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကဲလူတိုင်းရဲ့နှာခေါင်းမှာ24နာရီပတ်လုံးရှူလိုက်ရှိုက်လိုက်လုပ်နေကြတယ်ထွက်လေဝင်လေရှိနေတယ်ဟုတ်ကဲ့လားအချိန်မရွေးရှိနေတယ်ထွက်လေဝင်လေလေးကိုအာယုံစိုက်ချိလိုက်တဲ့အခါမှာလေလေးကိုရှူသွင်းလိုက်တယ်လေလေးကိုရှိုက်ထုတ်လိုက်တယ်
ရှူသွင်းလိုက်တဲ့အချိန်မှာလေလေးကနာသီးပြားလေးကိုလာထိတယ်ကြည့်လေလေးကတစ်ခုနာသီးပြားလေးကတစ်ခုနှစ်ခုမဖြစ်ဘူးလားစာလို့ပြောလို့ရှိရင်လေလေးကဝါယောဖွတ်တပယုတ်နောက်နာသီးပြားလေးကကာယပတာရကာယပတာရနဲ့ဖွတ်တပနဲ့ထိတဲ့အခါမှာဘာဖြစ်လာတော့ဆိုရင်ထိတိစိတ်ဆိုတာပေါ်လာကိုယ့်ကိုရှူကြည့်လိုက်လို့ရှိရင်လေလေးကတစ်ခုထိเสียနေရာလေးကတစ်ခုအဲ့ဒီနှစ်ခုစုံလိုက်တဲ့အခါမှာထိမှန်းသိလိုက်တဲ့စိတ်ကလေးကပေါ်လာတာပေါ်လာတော့ဘယ်နှခုဖြစ်သွားသုံးခုဖြစ်သွားလေလေးကတစ်ခုလေရဲ့သဘာဝလှုပ်ရှားနေတယ်ဆိုတာသိတယ်ဒီလှုပ်ရှားလာတဲ့လေလေးကိုလက်ခံတယ်ဆိုတာကာယပတာရအဲ့ဒီနှစ်ခုပေါင်းစပ်မိလိုက်လို့ထိမှန်းသိလိုက်တာလေအသိစိတ်ကလေးကတစ်ခုဆိုအဲ့ဒီမှာလေလေးကအတိမရှိသည့်အတွက်ကြောင့်ယုတ်တရားလေလေးထိတဲ့နေရာကလည်းအတိမရှိသည့်အတွက်ကြောင့်ယုတ်တရားထိမှန်းသိလိုက်တဲ့အခါပေါ်လာတဲ့ထိတိစိတ်ကလေးကနန္တရားလို့ဆိုကိုယ်တဏ္ဍာမှာလေလေးရှူလိုက်တဲ့အချိန်မှာဖြစ်တဲ့တရားတွေဟာဒီယုတ်နဲ့နံဒါပဲရှိတာပဲဟုတ်ကဲ့လားဒီတရားတွေအသာမေ့ထားလိုက်လေရယ်နာသီးရမှာရှိတဲ့ကာပတာရရယ်ထိမှန်းသိလိုက်တဲ့စိတ်လေးရယ်သုံးခုတည်းပဲရှိတာအဲ့ဒီသုံးခုလေးကိုသဘောကျသွားပြီဒါလေးကိုသိသွားပြီသဘာဝတွေကွဲပြားခြားနားမှုကိုသိသွားပြီဆိုတဲ့အခါမှာအဲ့ဒါကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်နာနဲ့ရုပ်ကွဲသွားပြီဟုတ်ကဲ့ထိလို့သိတာလေးကနန္တရားဉာဏ်နဲ့နှစ်ခုကယုတ်တရားအဲ့ဒီတိုင်းပဲမြင်တဲ့အခါမှာလည်းအတူတူပဲမြင်လိုက်လို့လူတွေကမြင်လိုက်တဲ့အခါမှာအစင်းဆိုတဲ့အဆင့်ကိုကျော်လွန်ပြီးတော့ဘာသွားတတ်မှတ်တော့ဆိုလူမြင်တယ်တစ်ပင်မြင်တယ်ပန်းမြင်တယ်နဲ့ဒီလိုဖြစ်သွားဟုတ်ကဲ့လားသို့တော်မျက်စိထဲမှာပေါ်လာတဲ့အခိုက်လေးအာယုံလေးကိုကြည့်မယ်ဆိုရင်မြင်စရာအာယုံလေးရဲ့မျက်စိရဲ့ဒီနှစ်ခုဆုံလိုက်တာအဲ့ဒီနှစ်ခုကယုတ်တရားမြင်သိစိတ်လေးကနန္တရားထမင်းစားနေတဲ့အချိန်မှာလဲစဉ်းစားကြည့်ဒီအစာအာဟာရကိုရှားပေါ်တင်လိုက်တာနဲ့တပြိုင်နက်ကြည့်ထမင်းကဒီအယတာယုတ်တရားပြီးတော့လျှာကအယတာကိုခံယူတဲ့ယုတ်တရားအဲ့ဒီနှစ်ခုပေါင်းစပ်လိုက်တော့သိလာတဲ့လျက်သိဆိုတဲ့ချွတ်ချင်းဆန်းငံဆက်ကိုသိတာလေးကနန္တရားထမင်းစားရင်လည်းပဲဒီဟာကမ္မထာနှလုံးသွင်းလို့ရပေါ့အဲ့ဒါကိုပဲမြတ်စွာဘုရားကဟောတာဇီဝင်းစပဋိစ္စရတိစ္စဥပ္ပစ္စတိဇီဝဝိညာဏဒိဋ္ဌံသင်္ကတိဖတ်တော့ဒီတိုင်းပဲဟောတာပဲဖတ်တာဖြစ်လာတယ်ဖတ်တာဖြစ်ရင်ဝေဒနာဖြစ်မယ်ဝေဒနာဖြစ်ရင်တဏှာဖြစ်တယ်အဲ့လိုသွားတာပဲအလုံးဟာဒီတိုင်းသွားတယ်ဟုတ်ကဲ့လားအဲ့တော့ဒီသဘာဝတရားလေးတွေကိုသိလာပြီဆိုရင်ယုံနဲ့နံနဲ့နှစ်ခုသိလာတယ်ဆိုတော့ဒီအသိလေးတွေရှိလိုက်တာနဲ့တပြိုင်နက်ခုနကတဏှာဆိုတာလာနိုင်ပါအောင်မလားမလာနိုင်တော့ဘူးတဲ့အဲ့ဒီမှာယုံနဲ့နံနဲ့နှစ်ခုကွဲသွားတာကိုနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်နောက်တစ်ခါဒီမြင်သိစိတ်ကလေးတို့ထိသိစိတ်ကလေးတို့ဒီစိတ်ကလေးတွေဟာကြည့်မထိခင်ကကြိုတင်ပေါ်နေတာလားမမြင်ခင်ကကြိုတင်ပေါ်နေတာလားမြင်မှပေါ်လိုက်တာလားထိမှပေါ်လိုက်တာလားလို့စဉ်းစားကြည့်လိုက်မမြင်ခင်ကကြိုတင်ပေါ်နေတာဟုတ်ကဲ့လားမထိခင်ကကြိုတင်ပေါ်နေတာဟုတ်ကဲ့လားမဟုတ်ဘူးထိလိုက်တဲ့အခါကျမှပေါ်လာအဲ့တော့ထိခြင်းကအကြောင်းတရားပေါ်လာခြင်းကအကျိုးတရားမဖြစ်ပေဘူးလားဟုတ်ကဲ့လားရှည်ရှည်ဝေးဝေးအကြောင်းတွေကိုမစဉ်းစားနဲ့ရှည်ရှည်ဝေးဝေးအကြောင်းတွေကိုမစဉ်းစားနဲ့မျက်စိနဲ့အစင်းဆုံလိုက်ခြင်းကအကြောင်းတရားမြင်သိစိတ်ကလေးပေါ်လာတာကအကျိုးတရားအဲ့ဒါလို့အကြောင်းနဲ့အကျိုးခွဲခြားသိသွားပြီဆိုရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တာပဲအဲ့ဒီကနေပြီးတော့ကြည့်တဆင့်တက်လိုက်တဲ့အခါကျတော့ကြည့်ခုနကနှာသီးပြားကလေလေးကရှူသွင်းလိုက်တာလေးကလည်းတခဏလေးပဲထိလိုက်တဲ့အချိန်လေးကလည်းပဲတစ်စက္ကန့်ပိုင်းလေးလောက်ပဲရှိတယ်ထိလိုက်တာနဲ့သိလိုက်တဲ့စိတ်ကလေးပေါ်တာလဲစက္ကန့်ပိုင်းလေးပဲဟုတ်ကဲ့လားအလုံးဟာပေါ်လာပြီးတော့ယက်တည်နေတာလားပျောက်သွားတာလားပျောက်သွားတာအဲ့ဒါကိုတတိထားတတ်လာလို့ရှိရင်ရှုမှတ်နိုင်လာလို့ရှိရင်ဒါသမထနာဉာဏ်လို့ခေါ်အဲ့ဒီကနေပြီးတဆင့်တက်လိုက်ရင်ဖြစ်တာနဲ့ပြတ်တာဟာထင်ထင်ရှားရှားကြီးမြင်လာပြီဆိုရင်ဥရိယဗျာဉာဏ်ပေါ့နောက်အဲ့ဒီကနေပြီးတော့
ဖြစ်တာတောင်မှမမြင်ဘူးပြတ်တာတွေကအလွန်မြန်တယ်ဆိုတာကိုယ့်ရဲ့သတိစွမ်းအားတွေဝိရိယစွမ်းအားတွေပညာစွမ်းအားတွေထက်လာတဲ့အခါကျမြန်မြန်ကြီးပြောင်းနေတာကိုမြင်လာအမြန်ကြီးမြင်လာလင်းလင်းမြန်မြန်ကြီးမြင်လာလို့ရှိရင်ဒါဘင်္ဂညာလို့အဲ့ဒီဘင်္ဂညာကြီးထွားရင့်တန်လာပြီဆိုရင်ပြတ်မှုကအလွန်လင်းမြန်နေတော့ကြောက်စရာကြီးပါလားလို့မြင်လာအခုကြည့်လေဘုန်းကြီးတွေလျှက်စစ်ပြီးထွန်းထားတာကြည်ဖန်ချောင်းကိုကြည့်လို့ရှိရင်ဇက်တိုက်လင်းနေတယ်လို့ထင်တယ်တကယ်မဟုတ်ဘူးသူကငြိမ့်နေတာငြိမ့်လိုက်လင်းလိုက်ငြိမ့်လိုက်လင်းလိုက်သွားနေတာမမြင်ဘူးဟုတ်ကလားတကယ်ကတော့ဇက်တိုက်မဟုတ်ဘူးဇက်တိုက်မဟုတ်ဘူးဆိုတာကြည့်လေgenerator တစ်ခုစက်ကလေးမောင်းထားတဲ့အခါမှာအတန်ကလေးမြည်နေတာကိုကြည့်တက်နဲ့မြည်တာရှေ့ကအတန်ပြောက်ပြီးမှနောက်အတန်ပေါ်တာမဟုတ်လားသို့တော်ဒီစက်တန်ကြီးကဒလစားကြားနေတော့ရှိနေတယ်ပဲထင်နေတာလေအဲ့ဒါလိုပဲမီးအယောင်ကလည်းအများအားရှိနေတာမဟုတ်ဘူးသူကလင်းလိုက်မိတ်လိုက်လင်းလိုက်မိတ်လိုက်ပဲအဲ့လိုသွားနေတာအဲ့ဒါတွေပါမြင်လာပြီဆိုရင်ထာဝရပြည့်နေတဲ့အရာကြီးကြောက်စရာကြီးပဲလို့စိတ်ထဲမှာထင်လာလို့အသိဉာဏ်ထဲမှာထင်လာလို့ရှင်ဘုရားဉာဏ်လို့ခေါ်တယ်ကြောက်စရာကြီးဆိုတော့အပြစ်တွေမြင်လာလို့ရှင်အာရိနဝဉာဏ်မြင်လာပြီးတဲ့နောက်မှာလွတ်ချင်တဲ့စိတ်တွေပေါ်လာရင်မောစီတုကမြတာညာဒီညာနေရာဆက်လာတာဟုတ်ကဲ့လွတ်ချင်တဲ့စိတ်ပေါ်လာတဲ့အခါလွတ်ရလွတ်ကြောင်းရှာတယ်လမ်းစာလိုက်ရှာတယ်ပဋိသင်္ခာညာသဘာဝတရားတွေပေါ်မှာနေတတ်ထိုင်တတ်ဖြစ်သွားတယ်ဆိုသင်္ခါရုပ္ပခာညာဝိပဿနာဉာဏ်နေအမတန်မှရင့်တန်ပြီးတော့လာတော့သဘာဝတရားတွေပေါ်မှာဘယ်လိုရှုမြင်လာတော့ဆိုရင်နေတံမမဒါငါဟာမဟုတ်ဘူးမျက်စိကလည်းငါဟာမဟုတ်ဘူးရူပယုံကလည်းငါဟာမဟုတ်ဘူးယဉ်သိစိတ်ကလည်းငါဟာမဟုတ်ဘူးထိတွေ့မှုကြောင့်ပေါ်လာတဲ့ဆက်သွယ်မှုကလည်းငါဟာမဟုတ်ဘူးခံစားမှုဆိုတဲ့ဝေဒနာလည်းငါဟာမဟုတ်ဘူးဆိုတာသဘောကျမလားဟုတ်လားအဲ့ဒါလိုမြင်လာပြီဆိုရင်နေတံမမနေသောဟမတမိငါဆိုတာလည်းမဟုတ်ဘူးတဲ့ကိုယ်ပဲဟုတ်မလဲသူ့ဟာသူဖြစ်နေတဲ့အရာပဲဖြစ်တာပေါ့အဲ့ဒါလိုမြင်လာပြီမှန်ကန်တဲ့ဉာဏ်အမြင်နဲ့ရှုနိုင်လာပြီဆိုရင်မြတ်စွာဘုရားကထိုတုတ်တန်နေမှာဟောထားတာရူပတမိန်ပိနိဗ္ဗိနတိကိုမြင်တဲ့ယုတ်တရားပေါ်မှာလဲညှိငွေ့သွားတာညှိငွေ့တယ်ဆိုတာตาယာစရာဆိုတာရှာမတွေ့တော့ဘူးလို့ဒီလိုပြောတာနော်ตาယာစရာဆိုတာတွေ့တာစရာဆိုတာဘာမှမရှိဘူးမရှိတဲ့အခါကျဘာဖြစ်တော့နိဗ္ဗိတံဝိရိစတိတတ်မဲ့မှုကင်းကွာသွားတယ်တွေ့တာမှုတွေလွတ်သွားတယ်အဲ့တွေ့တာမှုလွတ်သွားတဲ့အခါတွေ့တာမှုမရှိတော့ဘူးတွေ့တာမှုမရှိတဲ့အခါဝိရာဂဝိမု ksati စိတ်လေးဟာအတွေ့တာတွေကနေလွတ်သွားတယ်ဒီလိုပြောတာနော်အဲ့တော့ဆိုလိုတာကဒီသဘာဝတရားတွေပေါ်မှာညှိငွေ့လာတဲ့တာယာစရာရှားမတွေ့ဘူးဆိုတာဝိပဿနာဉာဏ်ဖြစ်တာပြောတယ်အတွေ့တာတွေကနေပြီးတော့အတွေ့တာတွေကင်းပြတ်သွားတယ်လို့ဆိုတာ message ပေါ်တာ message ဒီနိဗ္ဗာန်ကိုအာယုံပြုပြီးတော့ပေါ်တာဖြစ်သောကြောင့်တွေ့တာစရာအာယုံနဲ့လွတ်သွားပြီးတော့နိဗ္ဗာန်ပေါ်မှာအာယုံစိုက်ပြီးတော့ကိလေသာလေးဟာဒီစိတ်ကလေးဟာကိလေသာဆိုတဲ့အတွေ့အတာတွေကနေပြီးတော့လုံးဝလွတ်သွားတာကြတော့ဖို့စိတ်ဖြစ်တာကိုပြောတာဒါဝိရာဂဝိမု ksati မြတ်စွာဘုရားကစကားလေး၃ခုနဲ့ပြောလိုက်တာနိဗ္ဗိနတိတဲ့ဝိရိစတိတဲ့ဝိမု ksati ဆိုတာအာကိုပြောတာတော့ဆိုနိဗ္ဗိနတိကဝိပဿနာဉာဏ်ဖြစ်တာကိုပြောတာဝိရိစတိဆိုတာ message ပေါ်တာကိုပြောတာဝိမု ksati ဆိုတာဖို့စိတ်ကိုပေါ်တာကိုပြောတာအဲ့ဒါလို့လွတ်သွားပြီဆိုတော့မှခုနကဒုက္ခသမုဒယဟာရပ်သွားမှဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်နေ့စဉ်နဲ့အမျှဘုန်းကြီးတို့ရဲ့လက်တွေ့ဘဝနေ့စဉ်ရဲ့ဘဝမှာဘာတွေဖြစ်နေတုံးဆိုဒုက္ခသမုဒယတွေကြီးပဲဖြစ်နေမှာပဲဟုတ်ကဲ့လားကိုယ့်ဘဝကိုလေးလာပြီးတော့ကြည့်မယ်ဆိုရင်တို့ဘဝဒုက္ခသမုဒယတွေကြီးပဲနေတိုင်းမှာဖြစ်နေကြဒုက္ခသမုဒယနဲ့မို့တန်တရားလဲနေမှာဒီတန်တရားကိုမဖြတ်နိုင်ဘူးမရှုနိုင်ဘူးမပွားနိုင်ဘူးဒီတဏှာကိုကင်းအောင်မလုပ်နိုင်ဘူးဆိုရင်နောက်ကဥပါဒံလာလိမ့်မယ်ဥပါဒံလာလို့ရှိရင်ဘဝဆိုတာလာလိမ့်မယ်ဘဝလာလို့ရှိရင်ဇာတိဆိုတာလာလိမ့်မယ်ဇာတိလာလို့ရှိရင်ဆရာမရဏလာလိမ့်မယ်တောကတွေလာလိမ့်မယ်ပရိဒီဝတွေလာလိမ့်မယ်ဒုက္ခဒေါမနတဥပါယတတွေလာလိမ့်မယ်ဘာတွေလာတော့ဆိုအလုံးဟာဒုက္ခတွေပဲလာနေပါပဲဒါကြောင့်မို့လို့အဲ့ဒီဒုက္ခတွေကလွတ်သွားအောင်ချုပ်ငြိမ်းသွားအောင်က
တခုတည်းသောနိလန်းသည်သဘာဝတရားကိုမြင်အောင်ပြန်ကြည့်ခြင်းပဲဝိပဿနာရှုမြင်ခြင်းပဲလို့ဒီလိုဆိုလိုတာဟုတ်ကဲ့အဲ့တော့အဖြစ်ကနေပြီးတော့အပြစ်ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်နောက်ထပ်မဖြစ်အောင်လုပ်တဲ့နည်းစနစ်သည်ဖြစ်နေတဲ့သဘာဝတရားတွေပေါ်ရဲ့အပြစ်အနာစာမြင်အောင်ရှုမှတ်ပြီးတော့အတွေ့အတာကိုဖယ်ဖြောက်ခြင်းပဲဖြစ်တယ်အတွေ့အတာမှုရှိနေသေးတယ်ညတွေ့တာလို့ရှိရင်မုန်းတိမှုလည်းလာမှာပဲအဲ့ဒါကြောင့်မလို့တွေ့တာမှုခင်းရင်မုန်းတိမှုလည်းမရှိတော့ဘူးတွေ့တာမှုခင်းအောင်ပြုလုပ်ခြင်းဟာအဓိကအမတန်မှကြားတယ်ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ခြင်းဒီမဖြစ်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်